ဒီကနေ့မှာတော့စာရေးသူမေသူရေးသားထားတဲ့နိုကဲလေးရဲ့ခင်မုန်းဖြစ်တဲ့ကူပြောင်းလာတဲ့ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းနှစ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရှားတော်တဲ့ပေါင်းမြတ်တချို့ကိုရှင်းလင်းပြီးတော့နူသွားတဲ့ခရမ်းကျွပင်တချို့နဲ့ငရုတ်ပင်တချို့ကိုလည်းရှင်းလင်းပစ်လိုက်တယ်။3 လလောက်ခူးဆွပြီးချိန်မှာတော့အသီးထွက်အောင်မများတော့ပါဘူး။ဒါကြောင့်အပင်တချို့ကိုခုတ်ထင်ရှင်းလင်းလိုက်ခြင်းပဲဖြစ်တယ်။မိုးကြတော့မှမလို့တခွာရုံးမနေသည်တို့ကျင်းငါးသည်နဲ့ခရမ်းသီးတို့စိုက်ဖို့အတွက်လုပ်ရတော့မယ်တခုတည်းရှိရဲ့ရာတော်ခွက်ကိုသူတို့ကိုမင်္ဂလာလက်ဖွဲ့ပေးရဲ့ရောက်ကတိကိုလည်းထင်ရှားကျေးဇူးတင်မိရဲ့စံတဘာစိုက်တာထက်သီးနှံအစုံစိုက်တာလက်ဝင်ပေးမယ်သူ့အမျက်ငွေရလည်းရှော့တက်လို့မရပါဘူးချတောင်ဖို့လို့နည်းနည်းစီစုတက်လို့ရှင်အမျက်များကြံတဲ့စိုက်နည်းပဲဖြစ်တယ်ဒါအပြင်ရိုးလေချောင်းဝါလေးကအနားမှာရှိနေရမလို့တဘာဝယတနာတစ်ခုကိုပိုင်ဆိုင်ထားတဲ့အတိုင်းပဲဖြစ်တယ်တပတ်တစ်ခါခူးပြီးတော့ရတဲ့အမျက်ငွေရနဲပေမဲ့တလားအမျက်ငွေဆိုရင်တော်တော်လေးအဆင်ပြေလာတယ်မြေအိုးလေးနဲ့စုထားတဲ့စုဘူးလေးကိုလည်းအပတ်စဉ်ငွေထဲတဲ့တိုင်အောင်အိုးလေးကိုလည်းလှုပ်ကြည့်ပြီးတော့ပြုံးပျော်နေမိရောတယ်ကလေးငယ်ကလည်းပျော်ရွှင်နေတာကြောင့်သူ့ရင်ထဲမှာလည်းအပျော်တို့ကတငိမ့်ငိမ့်ပါပဲလက်ရှိရင်နဲ့သေးချာသူ့ရဲ့နှုတ်ခဲလေးနဲ့မရောက်လာသေးရဲ့ယတနာလေးအတွက်အလုံးများများလုပ်ပြီးတော့ငွေစုရမယ်ဆိုတဲ့အတွေ့အသူ့ခေါင်းထဲမှာအချိန်ပြည့်ဝင်ရောက်နေရောတယ်ဒါကြောင့်လည်းမနှက်ဖြန်သူမျိုးတက်မယ်အကြောင်းကတော့လာဆိုင်နဲ့ကုံချောက်တချို့တင်ရောက်ဖို့အတွက်ပဲဖြစ်တယ်ရွာထိပ်ဖျားမှာအိမ်ဆိုင်တစ်ဆိုင်ရှိပေမဲ့တရွာလုံးအနေနဲ့ဆိုလို့ရှင်တော့နောက်တစ်ဆိုင်ထပ်တိုးလေအယောင်မအားနိုင်ပါဘူးရွာရှိဘက်နဲ့ရွာနောက်ဘက်တစ်ဆိုင်စီဖြစ်သွားမယ်ဒါပေမဲ့လည်းဈေးဆိုင်တစ်ဆိုင်တည်ဖို့အထိတော့သူတို့မှမစုမိသေးဘူးအဖေစီကတောင်းလို့ရပေမဲ့မတောင်းချင်ဘူးဒါကြောင့်လေမြေစမ်းခရမ်းပြိုးအနေနဲ့ကုံချောက်တချို့ကိုလည်းအရင်စမ်းရောင်းကြည့်မှာပဲဖြစ်တယ်မြို့စီကနေဈေးသက်သာတဲ့ဆိုင်ကိုလိုက်ရှာမှာမလို့ပင်မမှာကြောင့်နိုကဲလေးကိုလည်းထင်ရှားခေါ်မသွားဖို့တွေးထားပေမဲ့ကလေးငယ်ကအတင်းလိုက်မယ်လို့ပြောလာတာကြောင့်လေခေါ်သွားမှာပဲဖြစ်တယ်သူလေးရွှေစိတ်တော်ညိုရင်ဒီကောင်ကြီးမနေမထိုင်နိုင်ဖြစ်လို့အချစ်တကိုးတွေလို့ဆိုရမလားပဲပေါင်းမြတ်တွေရှင်းလင်းပြီးသွားချိန်မှာတော့ကစုံရက်ခူးလာခဲ့ဖို့မှားလိုက်တဲ့အိမ်သူတက်ချာနှုတ်ခဲလေးရဲ့အမေဆိုင်ပစိုးကိုကြောင်းကြိုက်ပြီးတော့ခါနာမရောက်တယောက်အနက်ရှိရဲ့ချောင်းထဲကိုလည်းခုန်ချလိုက်တယ်ရေဝနေရဲ့တော်ကစုံရက်ဖဖကြီးတွေကခူးလိုက်တိုင်းဖောက်ခနေမိတန်တွေထွက်နေရဲ့ဟိုတစုဒီတစုရှိနေတဲ့ကစုံရက်တွေကိုလည်းခူးနေကြာပန်းဖြူလေးတပွင့်ကိုလည်းပွင့်နေတာကိုတွေ့ရတာမလို့ကလေးငယ်အတွက်ကြာပန်းလေးကိုလည်းခူးဆွတ်လာခဲ့တယ်ဝေးမောင်ထင်ရှားမိုးဦးကြလာတော့မှရာတဲ့ဘာထက်ဆိုင်ဖို့အတွက်တွေးထားလဲဝေးတခွာကျင်းငါသည်ခရမ်းသည့်အစုံစိုက်မှာဗထွေရဲ့ဗထွေရောဘာဆိုင်ဖို့အတွက်တွေးထားရလဲဗျဝေးဗထွေတို့ကအသက်လေးရလာပြီလေကွယ်ခရမ်းနဲ့တိုင်ထောင်လောက်ပဲစိုက်ဖြစ်မယ်ရာနီးချင်းဖြစ်တဲ့ဗထွေကကရင်ဆက်ဖြစ်ပြီးစပယ်မြိုင်ရွာမှာအကြီးဆိုင်အိမ်နဲ့အိမ်တော်ကြပြီးတော့ရွာသားဖြစ်သွားတော့တယ်သားသမီးလည်းမရှိရမို့လေဒီအငှားချပြီးတော့တနိုင်တစ်ပိုင်းရာဆိုင်ပြီးအသက်မွေးလာတယ်အခုလေရာတဲ့မျက်လာရှင်နဲ့ဗထွေနဲ့ချောင်းနဲ့ကစုံရက်ခူးနေတဲ့ထင်ရှားတို့အပြန်အလှန်စကားပြောနေကြခြင်းပဲဖြစ်တယ်ချောင်းထဲမှာခူးလာတဲ့ကစုံရက်တွေကိုလည်းလက်နဲ့ပွေပိုက်ပြီးတော့တဲလိုက်ပြီးတခြားတစ်ဖက်ကတော့ပေါက်တူကိုပခုံးပေါ်မှာထမ်းပြီးတော့အိမ်ပြန်ရောက်လာခဲ့တယ်သူအိမ်ကိုရောက်ချိန်မှာတော့အိမ်ထဲမှာဧည့်သည်တချို့ရောက်နေပြီးတော့လူစုံနေတာကြောင့်လေအိမ်ဘေးဘက်ကနေမိဖို့ကြောင့်ဘက်ကို꿰ပြီးတော့ဝင်သွားလိုက်တယ်။ပကံစည်းနေတဲ့သူ့ရဲ့နှုတ်ကလေးနာကိုသွားလိုက်ပြီးတော့ပါဖြင့်လေးကိုလည်းတစ်ချက်မွေးကျူပစ်လိုက်တယ်။အိမ်ထဲမှာဘယ်ဧည့်သည်တွေရောက်နေတာလဲလို့မေးလိုက်တော့အေးမြကိုမင်္ဂလာစကားလာကန်းလန်းနဲ့ကျမပင်ကုန်းရွာရဲ့စံဆက်ပိုင်ရှင်သားထွန်းလူနဲ့လူကြီးတချို့ဆိုတာသိလိုက်ရတယ်။အဲ့ဒီချိန်ခဏလေးအတွင်းမှာပဲအတွေ့တစ်ခုဝင်မိရောလေထင်ရှားမနေနိုင်စွာနဲ့ပြုံးမိရောတယ်။တစ်ဖက်ရွာစံဆက်ပိုင်ရှင်သားသူမကိုသဘောကျပြီးလာရောက်တောင်းရနားဖောက်တာကြောင့်အရင်ကတည်းကထိုးထောင်တက်ချင်တဲ့မာနာအညွန့်တို့တညွန့်တို့တလူလူတက်လာတယ်။လေက30ကျော်ရှိပြီးမောင်နှမကလည်းညီမငယ်လေးတယောက်သာရှိရာကြောင့်ရုပ်ရည်ကလည်းအစိုးထဲမပါတာကြောင့်ထွန်းလူတို့ဘက်ကလာရောက်နားဖောက်တာကိုလည်းအေးမြဘက်ကသဘောတူလက်ခံလိုက်တယ်။ထွန်းလူမိဘတွေဟာလည်းစပယ်မြိုင်ယာရဲ့
ကုန်းတောင်ပန်းတောင်ကိုင်းချွေးမအချောလေးကိုတိမ်မွေ့မွေ့လေးကသူတို့သားအစိုးပေလေးကိုလက်ခံနေရမလို့လေပျော်မဆုံးတပြုံးပြုံးဖြစ်နေရဲ့မိဘအချိန်ဝါကြောင့်အပေါင်းအသင်းများပြီးတော့ထုံးလူကိုမြောက်ပင့်ပြီးတော့ဆရာတင်ထားကြတယ်။ဒါကြောင့်လေထုံးလူထရေဆိုင်ကြက်ဝိုင်းဖွဲဝိုင်းတကာပတ်နေတာကနေမိမရရင်ချိန်ချိန်သွားဖို့အတွက်မျှော်လင့်ကြရင်အေးမြောက်လာရောက်တောင်းရမ်းပြီးတော့နားဖောက်ခြင်းပဲဖြစ်တယ်။ဒေါ်စိန်မြဟာလေသူ့သမီးလေးကိုလာရောက်တောင်းရမ်းနားဖောက်တဲ့သူကစံဆက်ပိုင်ရှင်သားတယောက်ဖြစ်တာကြောင့်ခုံယူမဆုံးဖြစ်နေရတယ်။သူ့သမီးကဒီလိုတထေးသားနဲ့သာထိုက်တန်တာဒီလူအေးကလဲ6ဧကပိုင်ဆိုင်ပြီးသူ့သား3ဧကလက်ဖွဲ့လိုက်တာကြောင့်သူ့စီမှာ3ဧကသာကျန်တော့တယ်။ဒေါ်စိန်မြသူ့စီမှာလည်းပိုင်ဆိုင်တာဆိုလို့ကျဲကွင်းရအေးမြဖေနဲ့နေထိုင်ခဲ့တဲ့အိမ်နဲ့ခြံသာရှိရဲ့။အခုလိုတထေးကိုလည်းတမတ်တော်အောင်မအောင်တော့ဘသူသဘောမတူပဲနေပလေ။ရမီရဖတွေနဲ့တကြီးနဲ့2ယောက်အားလာပါတားလာပါတွေပြောဆိုပြီးနောက်မှာပဲဒီဝါကျိုးလို့ရှင်ထုံးလူနဲ့အေးမြကိုအိမ်အောင်ချပေးဖို့အတွက်ဆုံးဖြတ်လိုက်ကြပြီးစေဆက်ကြောင်းလန့်ခြင်းအမှုပြီးဆုံးသွားတော့တယ်။တခြားရွာသူကြီးနဲ့ထုံးလူတို့မိသားစုပြန်သွားရနဲ့တကြီးရဲ့ရမီရဖတချို့မပြန်ခင်ထင်ရှားရွေနေချမ်းထပ်ဖြစ်ပြီးနဲ့မအေးမြအတွက်ဝမ်းသာကြောင်းပြောလိုက်တယ်။အဲဒီနောက်တော့မအေးမြတခြားအိမ်ကိုချွေးမအဖြစ်လိုက်ပါမသွားခင်ထမင်းဟွင်းပို့ပြီးတော့ကျွမ်းကျင်အောင်ချက်တက်တင်တယ်လို့ပြောလိုက်တယ်။တပြိုင်နက်တည်းမှာပဲထင်ရှားတို့ကုံကြောင်လဆိုင်ရောက်မှမလို့နိုကဲလေးကိုကူညီခိုင်းမှကြောင့်ထမင်းဟင်းချက်တာခဏနာခိုင်းထားဖို့သူပြောလိုက်တော့တကြီးကပါအာရဝမ်းတာနဲ့ထောက်ခံပြီးအဖေရောတခြားရမီရဖတွေပါသူ့စကားကိုလက်ခံကြတော့တယ်။ဒါကြောင့်လေဒေါ်စိန်မြရောမအေးမြပါမျက်နှာကြီးမဲသွားပြီးတော့ထမင်းချက်တာဝန်ကိုအေးမြမငင်းနိုင်စွာပဲလက်ခံလိုက်ရတော့တယ်။မှတ်ထားထင်ရှားတဲ့တခြားပဲရှိရဲ့ဘာမှတ်နေလဲ။လဲဆယ်ဧကနဲ့ရွှေတကြက်သားတင်တောင်းခံရတာကြောင့်ပျော်ရွှင်နေတဲ့အေးမြနဲ့ဒေါ်စိန်မြတို့2ယောက်ကတော့ထင်ရှားစကားကြောင့်အပျော်တွေပြက်ကုန်ရတော့တယ်။စူဝါမုံတီးနေတဲ့အကြည့်တွေနဲ့ထင်ရှားကိုလည်းတက်ချင်တဲ့အတိုင်းကြည်နေတာကြောင့်ထိုးစစ်ဆင်နိုင်တော့တယ်။ပထမထမင်းဟင်းချက်လို့စကားဝိုင်းနဲ့ဝင်ချိုင်လာတဲ့ရွှေသားဟာလည်းအခုစကားတွေကြောင့်မျက်နှာပြက်သွားတဲ့ဒေါ်စိန်မြနဲ့အမအေးမြကိုကြည့်ပြီးတော့ရဲချမိရောတယ်။သူခင်မုံအကိုထင်ရှားတော့တကယ်ကိုမှအံ့ဩဖွယ်ကောင်းလွန်းသူပါနောက်တနေ့မနက်မှာတော့ရွာရဲ့စီးတော်ရင်ကိုညာသားရဲ့တုတ်ဆိုင်ခင်နဲ့သူ့ရဲ့တဲညာနိုကဲလေးနဲ့အတူတူမြို့ပေါ်ကိုတက်လာခဲ့ကြတယ်သူတို့ရွာရှိကကျွဲကွင်းရွာမှာရှားပင်စုရွာတမာကုန်းရွာစားတဲ့ရွာ3ရွာကိုကြော်လာခဲ့ချိန်မှာတော့မြို့ပေါ်ကိုရောက်လာတယ်မြို့လေးရနဲ့မြို့လေးဖြစ်ပြီးတော့မြို့စည်းရလည်းတော်တော်ဆောင်လာတဲ့အထက်မှာပါတယ်မနက်ခင်းမလို့မြို့တက်ဈေးဝယ်သူရွာသူရွာသားတချို့နဲ့မြို့ပေါ်မှာနေပြီးတော့အိမ်ရှင်မတွေကလည်းလက်ဆွဲချင်းလှလှတွေဆွဲပြီးတော့ဈေးဝယ်လာကြတာကိုတွေ့ရတော့တယ်လူကြားတဲ့သူ့နိုကဲလေးပျောက်သွားမှစိုးတာကြောင့်လက်တစ်ဖက်ကညာမြေဦးစုဘူးလေးတွေကနေခွဲယူလာတဲ့ငွေသားတွေထည့်ထားတဲ့ကျွတ်ရဲ့အမဲလေးကိုကျင့်နေအောင်စုပ်ကိုင်းတခြားလက်တစ်ဖက်ကတော့ကလေးငယ်ရဲ့လက်ကိုစုပ်ကိုင်းထားပြီးဈေးထဲပတ်လိုက်တယ်မြို့တက်ဈေးဝယ်တိုင်းအဖေနဲ့ကြီးမိသားသွားတာများတာမလို့တနေ့နေလို့မြို့ဈေးကိုရွှေသားတစ်ခေါက်တောင်မှမရောက်တာများတယ်မုတ်ပဲတရေစာစုံလင်းစွာရောင်းချနေတာတို့တရေမျိုးချမတက်ကြည့်ပြီးတော့ငန်းနေမိရဲ့အကိုအမျိုးသားမှမနှက်စာစားမယ်လို့ပြောထားပေမဲ့ရွှေသားကနေစကားစပြီးဘာစားချင်တယ်လို့ပြောရမှာမဝင့်မရဲဖြစ်နေရဲ့။နိုကဲလေတရေစာမုတ်ကပြီးမှကိုဝယ်ကြည့်မယ်။အရင်ဆုံးအတုပ်ဆောင်စားမလား။မွေးငါတို့ဘာလို့ပေါ့ဘာစားမလဲကလေး။အကိုရဲ့စကားကြောင့်ရွှေသားပြောသွားပြီးတော့အနံ့တင်ပြီးမှုေးနေတဲ့မွေးငါရောင်းတဲ့ဆိုင်ထဲကိုဝင်လိုက်တယ်။မော်ဟင်းရီအိုးကြီးတစ်လုံးနဲ့ဟင်းရီတွေအပြည့်ချထည့်ပြီးတော့အောက်ကမီးဘူးကြောင့်လေတပွက်ပွက်ဆူပြီးငပြောကိုကွေးကြီးတွေကလည်းစားကျင်စပွဲပါပဲမော်ဟင်းကလာချပေးတာကိုမျက်လုံးတက်တောက်ကလေးနဲ့ကြည့်နေတဲ့နူကဲလေးကြောင့်ထင်ရှားပြုံးလိုက်ပြီးတော့ငရုတ်သီးနည်းနည်းပင်နည်းနည်းထည့်ပြီးတော့ကလေးငယ်ရှေ့မှာချပေးလိုက်တယ်ထင်ရှားပကံနဲ့စက်သွန်ဖြူစီသက်ထည့်ထားတဲ့စက်သွန်ဖြူရွလေးနဲ့စီချက်ကိုလည်းခက်မြများထည့်ပြီးတော့စားနေရဲ့ကြည့်နေတဲ့ကလေးငယ်ကြောင့်လည်းစက်သွန်ဖြူစီချက်ထည့်စားရတာကြိုက်လားကလေးအဲ့လိုထည့်စားတာကောင်းလားကိုရော့မြည်ကြည့်လိုက်နို့ကလေးထင်ရှားသူ့ပကံတွေကနေတစုံခတ်ကြွေးလိုက်တော့တပြေးပြေးနဲ့အရသာခံပြီးစားနေရဲ့နှုတ်ကလေးကြိုက်တယ်ကိုကလေးငယ်စီအားဖြေရရနဲ့စီချက်ထည့်ပေးထားတဲ့ပကံတွေကနေနှစ်စွန်းခတ်ထည့်ပေးလိုက်တယ်မော်ဟင်းကစားပြီးရဲ့နောက်နှုတ်ကလေးအတွက်မုံလေးပြာနှစ်ခုနဲ့ငပြောပေါင်းဝယ်ကြွေးလိုက်တယ်
ဈေးသည်တွေကနေတဆင့်စုံစမ်းထားတဲ့ဈေးသက်သာဆုံးကုံစုံဆိုင်စီကိုသွားပြီးရွာမှာပြန်အောင်မှုအတွက်စက်သွန်ဖြူချင်းအယောင်တင်မုတ်အချုံမုတ်နဲ့ဆက်ပြာခဲပကံစည်းဆက်ပြာမုတ်ထုတ်တွေဘူးတွေနဲ့ငချောက်ငချမ်းတွေကိုလည်းဝယ်လိုက်တယ်ခရမ်းကျွနဲ့ငရုတ်ရောင်းငွေတွေအနေပါသုံးမှုကြံတဲ့အထိဝယ်ယူလိုက်တယ်ထင်ရှားတို့ကတော့အရင်ဘဝကလည်းစိုက်ပျိုးရေးစီးဆိုင်အခုကျကလည်းကုံချောက်ရောင်းဘဝဆိုတာပြစ်တိုင်းထောင်လို့ပဲဘယ်နေရာဖြစ်ဖြစ်ထောင်နေနာကိုစူးစမ်းမှရှင်တန်ရမခတ်မှာကြာကိုဘဝလို့ခေါ်တာပေါ့လေကောက်ဆိုင်ပြီးလာဆိုင်ရောင်းနေဆိုတဲ့တဆင့်စကားဆိုလိုက်တော့လာဝယ်တဲ့လူတွေဟာတမနက်ခင်းလုံးစီကားနေတော့တယ်ညထဲကစက်သွန်ဖြူ25ချက်သားစီထုတ်ပြီးတော့ခွဲထားပြီးတော့ငချောက်မျိုးစား3မျိုးလောက်လေဝယ်ခဲ့တာမလို့5ချက်သားတစ်စီးစီစီးထားလိုက်တယ်တခြားဆက်ပြမှုတ်ဆက်ပြခဲဆက်ပြဘူးတွေအချိုမုတ်ထုတ်တွေအယောင်တင်မုတ်ထုတ်တွေကိုလေအမျက်အနှဲငယ်သာတင်ထားကြောင်းလက်ငင်းပေးဝယ်ရတဲ့ဈေးနဲ့တိတ်မခွာချပါဘူးဒါကြောင့်မလို့လေမိုးရင်းစာဝယ်စုထားတဲ့အိမ်တချို့ကပါလာဝယ်ကြတော့တယ်တန်လျာစပွဲပေါ်မှာသူ့ရဲ့နှုတ်ခဲလေးကထင်ရှားអော်ပေးတာတို့စိတ်ရင်းရင်းနေပြီးတော့ထင်ရှားကလည်းလာဝယ်သူတွေလိုချင်တာကိုချိန်တွေ့ပေးနေတော့တယ်ထင်ရှားစီတို့တကြားတို့ခောက်ဆွဲကြစံနေရောတင်မရအောင်လားမပုတ်ဆောင်ရဲ့အမေစကားကိုနောက်တစ်ခေါက်ကြလို့ရှင်အစုံတင်ရောက်မယ်လို့ထင်ရှားပြန်ပြေးလိုက်တယ်သူတွက်ချက်ထားသလောက်ကောက်ဆိုင်ခါရတာနဲ့အကျွေးအကုန်ပေးကြရင်တော့အမျက်ငွေက6000လောက်တော့တင်ကျန်နေရဲ့မိုးကြနီးပြီးဖြစ်တာကြောင့်လေတလားတတာလောက်သာစိုင်ဖွင့်မှုလိုတော့တယ်အခုမှစာရောင်းကစားမလို့ထိန်းရောက်နေရပေမဲ့နောက်ကြရင်တော့ဘသူကအကျွေးပြန်ဆက်တာမှန်တယ်ဘသူကတော့လက်ခတ်ခဲရင်တဲ့အပေါ်မှာမူတည်ပြီးတော့အကျွေးတွေကိုမြမြပေးတဲ့မပေးတဲ့ဆုံးဖြတ်ရမှာပါငွေကြေးလေးစုဆောင်းမိလာရင်တော့အိမ်စည်းဆိုင်လေးတည်ထားလိုက်မယ်လို့ကြံစည်ထားတယ်စနစ်တကျလုပ်လို့ရှိရင်ဘယ်လုံးမစိုးအတီးအပွင့်နေခံစားရမှာမဟုတ်ချပဲမဟုတ်လားနေ့လည်ခင်းလောက်မှာတော့ကုန်နေအကုန်လုံးရောင်းထက်သွားတော့တယ်ရောင်းတာကတော့ပြီးသွားပါပြီအကျွေးစုတဲ့အချိန်ကိုစောင့်ဖို့ပဲကြံတော့တယ်သူ့ရဲ့နှုတ်ခဲလေးကကျဲကွင်းရွာနောက်ပိုင်းစပယ်မြိုင်ရွာထိပ်မရောက်ခင်ကြားနေရာမှာရှိရဲ့အလဲတန်းကျောင်းကလေးမှာ၈တန်းထိပညာသင်ခဲ့တယ်ဒါကြောင့်စည်ရင်မှတ်တဲ့နေရာမှာတော့ပြဿနာမရှိပါဘူးဒါပေမဲ့ပိုသေးချောင်းကလေးငယ်ရေးထားတဲ့စည်ရင်တွေကိုထင်ရှားပြန်တွက်ချက်လိုက်တယ်အမားတဆုံစရာမရှိတာကြောင့်သူ့ရဲ့နှုတ်ခဲလေးကိုလည်းတော်တယ်လို့ထင်ရှားချီးမွမ်းလိုက်ပြီးတော့မျက်လုံးတွေကလာကျန်းခွေးတဲ့နဲ့အပြုံးနေတန်းသွားတော့တယ်သူ့ကိုပြုံးပြလာသူကြောင့်လေပင်မသမျှအမောတွေဟာပြေပြောက်သွားတော့တယ်စည်ရင်စာအုပ်ကိုအခန်းထဲကိုသွားထားလိုက်ပြီးတော့ကြက်မွေးဖို့အတွက်လေကြက်တွေနဲ့ကြက်အုပ်ချင်းတွေဝယ်ထားတာကိုသွားယူဖို့အတွက်ဘာကြီးလိုက်ရင်အိမ်ကိုထွက်လာခဲ့ကြတယ်သူသွားရတကောက်ကောက်ရှောက်လိုက်နေရတာကိုပျော်နေတဲ့နှုတ်ကလေးအစာကလေးပင်မမှာဆိုလို့သူမခေါ်ချင်တာဖြစ်ပေမဲ့နှုတ်ကလေးကကြက်ပေါက်လေးလိုသူသွားရကိုလိုက်ရတာကိုပျော်နေရကြောင်းလေသူလည်းမသွားတော့ပါဘူးသွားလေရကိုသာခေါ်ဖို့အတွက်ပဲဆုံးဖြတ်လိုက်တော့တယ်စိုက်ပျိုးမွေးမြူရေးဆိုတာဘဝအသက်ရှင်နေထိုင်မှုအတွက်အဓိကကြတဲ့အရာတွေပါပဲဒါကြောင့်သူကြက်မွေးဖို့လှုပ်ချင်ပါပဲစီးပွားဖြစ်ပြန်မရောင်းနိုင်တော့မှအိမ်စားဖို့ကြောက်ကြက်သားရရင်ပဲငွေပေါက်တချို့တက်တာနိုင်တယ်ကျဖတစ်ကောင်နဲ့ကျမ3ကောင်ကြက်အုပ်ချင်း3လုံးဖို့ဘာကြီးလာရင်ကိုပေးလိုက်တယ်ကြက်တွေအိတ်တမ်းမှတ်မိအောင်လဲ3ရက်လောက်တော့ကြက်အုပ်ချင်းမှာအုပ်ထားရတယ်ကြက်အုပ်ချင်း3လုံးကိုလည်းထင်ရှားပခုံးမော်ကိုချမ်းထားလိုက်ပြီးတော့ကြက်နှကောင်လက်ကနေဆွဲလိုက်တယ်ကလေးငယ်ကလက်တစ်ဖက်စီမှာကျမတစ်ကောင်စီတည်ပြီးတော့အိမ်ပြန်လာခဲ့ကြတယ်အိမ်နောက်ဖေးဘက်ထင်းစင်အနောက်မှာတော့ကြက်တွေကိုအုပ်ထားလိုက်ပြီးတော့စံတဲ့ရေကိုလည်းအုံမုတ်ခောက်ထဲထည့်ပြီးတော့ကြွေးထားလိုက်တယ်အဖေကလည်းကောက်ရိုးဆွဲရာကနေပြန်လာတာမလို့ခြေလက်ရည်တက်လိုက်ကြပြီးနောက်ထမင်းကြီးစားဖို့အတွက်ပြင်ကြတော့တယ်အခုနေအေးမြချက်ထားတာကိုစစားမယ်နေပဲဖြစ်တယ်ချက်ထားတဲ့ဟင်းတွေကိုကြည့်ပြီးထင်ရှားမနေနိုင်စွာနဲ့နှက်ခေါင်းရှုံမိရင်ကစုံရက်ကြွားစီတွေအများကြီးသုံးထားပြီးရေရလည်းမခန်းသေးဘူးအစီတဝင်းဝင်းနဲ့ဣပြဲနေရဲ့ကစုံရက်ကြော်ငပိထောင်ကလည်းတံမြာသီးအောင်မှမချစ်ရသေးဘူးပတ်ပြဲဖြစ်နေပြီကြောက်ကြော်ကလည်းစက်သွန်နီတွေကချစ်လို့အနီရင်အောင်ဖြစ်နေပြီဘယ်တစ်ခွက်ကမှအပြစ်ကင်းတာမရှိဘူးစာနေတဲ့ဖိုက်ကလေးတောင်မှပြန်ကျုပ်ဝင်သွားရတယ်သူ့နေခဲလေးနဲ့များကွာပါခြေပြားတောင်မှမှီဖို့လမ်းမမြင်ပါဘူးအဖေကတော့လူကြီးဖြစ်တာကြောင့်ဘာမှမပြောဘဲစားပေမဲ့ထမင်းထပ်မယူ
တပတ်ကံပဲစားတယ်ဒေါ်စိန်မြလည်းထမင်းတစ်လုံးစားလိုက်သူ့သမီးအေးမြကိုကြည့်လိုက်နဲ့ထင်ရှားတို့ဘက်ကိုကြည့်လိုက်နေဖြစ်နေရောတယ်ကျုပ်ကလေးကိုကြွယ်ရမှာအမျိုးရုပ်ကလေးလို့ခမားခေါ်တာကျုပ်မသိဘူးများမှတ်နေလားအခုခမားသမီးအမျိုးရုပ်လို့ခမားတို့ခေါ်တဲ့ကလေးရဲ့ခြေပြားတော်မှမမီဘူးဆိုတာသိတယ်ဟုတ်ဆိုတဲ့အကြည့်နဲ့ထင်ရှားကလေးပြန်ကြည့်ပလိုက်တယ်ကြီးမေမအေးမြနောက်လေးလားလောက်ဆိုရင်အိမ်အောင်ကြတော့မှာအခုလိုမချက်ပြုတ်တတ်ရင်မကောင်းမှုထင်တယ်ဗျကျွန်တော်တို့မိသားစုဖြစ်တာမလို့ပြောပြတာပါအေးကွယ်ကြီးမေတေချာတင်ပေးပါဦးမယ်အဖေနားမှာရှိရာကြောင့်အောက်တက်နေတဲ့ခန်းစားချက်ကိုထိမ့်ပြီးပြန်ပြောလာတဲ့ဒေါ်စိန်မြအေးမြကတော့ခေါင်းကြီးငုပ်ပြီးတော့ထမင်းသာဆက်စားနေရောတယ်အချိန်တလားဆိုတဲ့ကာလလေးကမျက်စိတမိတ်အတွင်းမှာပဲခဏလေးရောက်လာတော့တယ်မိုးကောင်းပြီဆိုတကြံစာထဲမှာဖတ်ထားလိုက်တဲ့အတိုင်းပဲပထမအဆုံးမိုးမှာရက်ရှည်ပြီးတော့တပတ်အတွင်းမှာပဲတနေ့နှစ်ကြိမ်လောက်ရွာသွန်းဖြိုးတော့တယ်စပားပြိုးထားတဲ့ပြိုးပင်တွေကိုလည်းပြန်ဆိုင်တဲ့ကောက်ဆိုင်ချင်းကိုရောက်လာပြီးတော့ကောက်ဆိုင်ပေးလာဆိုင်ရောင်းထားတာတို့အကျွေးလိုက်သိမ်းလိုက်တယ်တချို့အကျွေးကိုချောချောချူချူပေးပေးမယ်တချို့ကျတော့တောင်းရတာအနေငယ်ခက်တယ်ဒီလိုလူမျိုးကြတော့နောက်သိပ်ပြီးတော့အကျွေးမပေးတော့ဘူးပေါ့တောင်းရခက်တာကိုကြံရှိနေတဲ့အကျွေးယူစရာတွေကိုလည်းသူတို့လည်း3ဧကအတွက်ကောက်ဆိုင်ငှားဖို့လှုပ်လိုက်ပြီးတော့ယူစရာအကျွေးကိုလည်းနှုတ်ချပြီးတော့ပိုတာကိုသာကောက်ဆိုင်ပြီးလို့ရှင်ပေးမယ်ဖြစ်ကြောင်းပြောလိုက်တော့တယ်သူတို့မွေးထားတဲ့ကျမ3ကောင်ကနေကြက်ဥတွေစားနေရပြီဖြစ်တယ်တားဖောက်ဖို့အတွက်ခြံထားပေမဲ့မိုးရသေးရဲ့ရောက်ပြီမလို့ပေါက်တလောက်ချက်တွေအဖက်မတင်မိုးကတိတ်ကြတယ်ဒါကြောင့်လေတချို့တစ်ဝက်ကိုသာတားဖောက်ဖို့အတွက်ထားလိုက်တော့တယ်ခြံနောက်ဘက်ကိုထွက်လိုက်တာနဲ့စိမ့်ဆူနေရဲ့လွယ်ကွင်းပြင်ကြီးကိုလေတမျောတခေါ်တွေ့မြင်ရတော့တယ်သူတို့လေဟာလေခြံနောက်ဘက်လှဲလန်းမောင်းလန်းကိုကြော်တာနဲ့ရှောက်သွားတယ်ရိုးလေချောင်းနဲ့သူတို့လေတွေကဝေးတာမလို့မိုးစပါးစိုက်ဖို့သာပို့ပြီးတော့အဆင်ပြေတယ်မိုးရမ်းကြီးရာကြောင့်လေကွင်းနေတဲ့ရေတွေဖွေးနေတာစိုက်ပျိုးထားတဲ့ပြိုးပင်တွေရေထဲမြုံမတက်ဖြစ်နေတာကြောင့်လေကသိန်းရိုးကိုလည်းဖောက်ချပြီးတော့ရေတွေထုတ်ရတယ်ကသိန်းရိုးကိုလည်းပုံမြင့်အောင်လို့ပြန်လုပ်ရတယ်ဒါမှသာတခြားလေတွေစီကနေရေကိုလေတွေကိုမဝင်ပါထင်ရှားလဲမိုးစားရွာကလေးကအလုံးနဲ့လက်နဲ့မပြတ်ပါဘူးဒါကြောင့်လေနှုတ်ခဲလေးနဲ့ချစ်ကြည်နူတီတီတူဖို့အတွက်အချိန်သိမ့်မရပါဘူးအိမ်အောင်သက်တမ်း2လကျော်သွားပြီမဲ့အာဝါဟာဝိဝါဟာအစင်မတက်ရသေးပါဘူးမျက်စိအစာကျွေးနေရတဲ့ဘဝနဲ့တင်ဖြေသိမ့်နေရတယ်အခုဒီတစ်ခါမိုးရွာတာလေရောပါလာရင်နော်လေရောမိုးရောပဲကလေးချမ်းလို့ရှင်ကို့ချစ်ချစ်ပါအောင်ဖတ်ထားနော်ရေနံစီမီးရောင်ရဲ့အလင်းမုံမုံဖြဖြအောက်မှာခြုံလာဆောင်တစ်ခုတည်းထူထူခြုံပြားကြပြီးတော့တယောက်နဲ့တယောက်တင်းတင်းကြပ်ကြပ်လေးဖတ်ထားကြပါတယ်အပြင်အာကာသတခွင်မှာတော့ညအမောင်ရံကြားမှာလျက်ပန်းလက်နယ်တို့ပြိုပြက်စွာနဲ့လင်းကနေဝင်းကနေဖြစ်နေပြီးတော့လေပါပါတာကြောင့်တပင်တို့လေသိုးတန်တို့ခတ်တူးတူးထွက်ပေါ်နေရင်တဝေါဝေါရာသွန်းဖြိုးနေတဲ့မိုးတန်ကြောင့်ကြားပံများတဲ့အခါမှာလဲစီးဝါးညီတဲ့တေးသွားတစ်ခုလိုပါပဲကလေးကိုတို့အဆင်တက်ကြမလားဘာလို့လဲအကိုတတမမီလေးရအောင်ကိုစွမ်းဆောင်ပေးချင်လို့ထင်ရှားစကားတန်အဆုံးမှာပဲပြန်မဖြေတော့တဲ့သူ့ရဲ့နှုတ်ခဲလေးရင်ခွင်ထဲကနှုတ်ခဲလေးကိုငုံကြည့်မိရောရေနံစီမီးရောင်ရဲ့အောက်မှာပါးလေးတွေကရွဲဆွနေရင်ရှက်နေတဲ့နှုတ်ခဲလေးရဲ့ပါးလေးနှစ်ဖက်ကိုလည်းအနှမ်းချွေလိုက်ပြီးတော့ခွင့်တောင်းပြီးတော့ခေါင်းလေးညှိပြလာတဲ့ကလေးငယ်သူ့ရဲ့လက်တရားနှုတ်ခဲလေးရဲ့ခါထက်ကိုရှိုးဝင်သွားလိုက်ချိန်မှာတော့နူးညံ့ဤဆက်နေမှုကိုထိတွေ့မိရတယ်အသားရည်အားစားနူးညံ့လွန်းတဲ့သူ့ရဲ့နှုတ်ခဲလေးအဝတ်တလာစီကိုနူးညံ့စွာဖယ်ခွာလိုက်ပြီးတော့ဤဆက်ဆက်ကိုလုံးလေးကိုလည်းအသေးရစွာနဲ့ဖြစ်ညစ်မိရဲ့အနန်းတို့နဲ့ချော့ယူနှမ်းဆိုင်မနေနိုင်စွာပဲညက်ယူလက်လက်ထက်မှာအမတ်သားတို့ပေးလိုက်မိရဲ့ကလေးငယ်ရဲ့သေးသွယ်ပြီးချစ်ဖို့ကောင်းတဲ့နှက်ခမ်းလေးကိုလည်းနှမ်းဆိုင်လိုက်တယ်ချစ်တယ်ကိုရဲ့နှုတ်ခဲလေးနာကျင်မှုကြောင့်လည်းအကိုရဲ့ကြောပြင်ကြီးကိုလည်းရွှေသားအားကုန်တင်းဖက်ပြီးတော့ဖတ်ချလိုက်တော့တယ်နောက်ဆုံးတော့သူ့ရဲ့နှုတ်ခဲလေးကိုထင်ရှားအရေးဖြောနိုင်ခဲ့ပြီးပျော်ရွှင်မှုကဘာနဲ့မှမတူပါဘူးကိုချေမျက်နှာရသူလေးနဲ့ပေါင်းစည်းမှုကပြီးပြည့်စုံသွားခဲ့ပြီးတန်တရားဆက်ဆက်မင်းနဲ့ပဲအမြဲတမ်းတွေ့ဆုံပေါင်းစည်းချင်မိပါတယ်ကိုရဲ့နှုတ်ခဲလေးရဲ့တနေ့ထက်တနေ့ကိုချစ်တွေတိုးရင်သာတိုးလာခဲ့တာပေါ့သားရီအဖေတို့သွားကြမယ်ဟိသွားမယ်အဖေထိတ်ဝကျင်းမြောင်းနဲ့ပလိုင်းရှီကိုပခုံးမှလွယ်လိုက်ပြီးတော့ပလိုင်းအဝမှာကာယိုးတချို့နဲ့ပိတ်ဆို့လိုက်တယ်မိုးရင်းအားကောင်းစွာပဲ
မိုးရီရွာသွန်းဖြိုးနေရမလို့ချောင်းထဲကနေငါးတွေကုန်းမော်ကိုဆန်တက်လာတော့မယ်ဒါကြောင့်လေထင်ရှားနဲ့အဖေငါးဖမ်းသွားကြမှာပဲဖြစ်တယ်နိုကဲလေးကအရင်နေ့ကလေးကနေသိမ့်မကောင်းသေးတာကြောင့်အဖေရောထင်ရှားပါလိုက်ခွင့်မပြုပါဘူးအဖေကတော့အစအလိုသူ့ကိုမောင်ထင်ရှားလို့သိမ့်မခေါ်တော့ပဲတားလို့သာပြောင်းလဲခေါ်ဝေါ်လာခဲ့တယ်ကလေးငယ်ရဲ့အဖေကလည်းသူ့ရဲ့အဖေပါပဲအခုလိုအဖေနဲ့သူတဟဇာတာဖြစ်နေတော့လေနိုကဲလေးပျော်မှာမလွဲပါဘူးခမောက်ကိုစီစောင်းပြီးတော့အကိုကပလိုင်းရှိကိုလွှဲပြီးအဖေနဲ့အတူတူရိုးလေချောင်းဘက်ကိုထွက်သွားတာကိုရွှေသားထိုင်ကြည့်ရုံမဲ့တက်နိုင်တော့တယ်အကိုနဲ့အတူတူနေပြီးတော့နောက်နေ့ကိုလက်တွေကြိုက်ခဲသွားပြီးဖြားကျင်တယ်လို့ဖြစ်သွားတယ်သူ့ရဲ့ခန္ဓာကိုယ်ကတော်တော်လေးပြော့ညံ့တာပဲလို့ရွှေသားတွေးမိရဲ့အခုနေကောင်းသွားပါပြီဒါပေမဲ့အဖေနဲ့အကိုကသူ့ကိုစိတ်ပူနေရမလို့သူ့အိမ်မှာကြံနေခဲ့ခြင်းပဲဖြစ်တယ်ဟဲ့ရွှေသားအလုပ်လေးပါလေးကူလုပ်ဖို့လဲတွေးအောင်လင်းရောက်သွားတဲ့ အချိုးတွေပြောင်းကုန်တာပဲအမအေးမြရဲ့စကားကြောင့်ရွှေသားမထွက်စဘူးဒေါသတွေထွက်သွားရတယ်အဖေနဲ့အခိုးရှိမှသူ့ကိုတမျိုးဆက်ဆံပြီးကိုယ်ရာကြရင်တော့တမျိုးဆက်ဆံနဲ့ကြီးမီနဲ့အမအေးမြကိုရွှေသားစိတ်ပြတ်တယ်အကိုနဲ့လက်မထက်ခင်အခါအဖေကိုရွှေသားကိုသားတယောက်တစ်ဖွဲမောင်တယောက်တစ်ဖွဲချစ်ပါမယ်လို့ကတိပေးခဲ့တာသူတို့မဟုတ်တဲ့အတိုင်းပဲရတဲ့လင်ကအကောင်းစားဆိုတမျိုးအခုတော့လေဖုံကြီးเจ้าမှာကတ်နေရတဲ့သူဟင်းရက်သေးနဲ့ပြောလာတဲ့ကြီးမေရဲ့စကားကြောင့်တီးခံမယ်လို့တွေးထားတဲ့ရွှေသားစိတ်မထိန်နိုင်စွာပဲပြန်ပြောလိုက်မိရဲ့အကိုအကြောင်းကြီးမေတို့ပြောစရာမလိုပါဘူးအကိုဟာထရေတော့စက်တိုက်ဖဲရိုက်လိုက်တဲ့သူတွေထက်တော့အစပေါင်းများစွာတာတယ်ချက်ကောင်းအောင်ထိသွားတော့တာမီနှစ်ယောက်စလုံးရွှေသားကိုစူးစိုက်စွာနဲ့ကြည်ကြတယ်အရင်ကဆိုလို့ရှိရင်အဲ့လိုမျိုးအကြည့်ခံရရွှေသားတယောက်ကြောက်ပင်မဲ့အချစ်တကိုးလို့ပြောလို့ရမလားအကိုကိုထိပါပြောဆိုခံရတော့ပြန်ပြောရတဲ့တတိတို့ကသူ့မှာအပြည့်ပါပဲအမအေးမြကိုလည်းလာတောင်းရမ်းပြီးနားဖောက်ထားတဲ့ဆန်ဆက်ပိုင်ရှင်သားကိုထွန်းလူအကြောင်းတလားမပြေခင်ကြားရတော့တယ်မိဘရှိန်ကြောင့်အလောက်အကိုင်လက်ကြောတင်အောင်မလုပ်ပင်နဲ့ထရေတောက်လိုက်ကြက်တိုက်လိုက်ဖဲရိုက်လိုက်နဲ့ဝေလီလီတယောက်ဖြစ်တယ်ဒါကြောင့်လေသူပြောလိုက်တဲ့စကားအထိနာသွားစီတာပဲအဖေကတော့ပြောပါတယ်ကိုထွန်းလူကိုမကြိုက်လို့ရှင်နားဖောက်ထားတဲ့ကိစ္စကိုဖျက်လိုက်ခြင်းဖျက်လိုက်ဖို့ဒါပေမဲ့ကြီးမေရောအမအေးမြပါကိုထွန်းလူတို့မိသားစုချမ်းသာမှုဖက်တယ်ဖို့အတွက်တွေးထားပုံရပါတယ်ရွှေသားလေးအိမ်ထဲမှာဆက်ထိုင်နေစကားချီတင်ထပ်ပြောနေရမှာစိုးတာကြောင့်လေကြက်စာကြွေးဖို့အတွက်စကွဲနိုးစီဘူးတပူးချိန်ယူလိုက်ပြီးတော့ထီဆောင်ပြီးအိမ်နောက်ဖေးမှာရှိရဲ့ထင်းစင်နဲ့ကြက်အိတ်တန်းရှိရာစီကိုထွက်လာခဲ့တယ်။ကျမ၃ကောင်ကနေပေါက်နေတဲ့ကြက်ကလေးတွေကမထမ်းရွယ်ရှိနေပြီးမူလ၄ကောင်ကအခုဆိုလို့ရှိရင်ကြက်ပြိုအုပ်73ကောင်အထိပုံမိုးပြီးတိုးပွားလာခဲ့ပြီးကျုပ်ကလည်းဝယ်စားစရာမလိုတော့ပါဘူး။မိုးရတဲ့နေ့မလို့အုပ်စုလိုက်ထင်းစီအောက်နာမှာစုပြီးတော့ရှိနေကြတယ်။ရွှေသားကလည်းစကွဲကိုချကြွေးလိုက်တော့ဝင့်နေရကနေချလာပြီးတော့အပြိုင်ဆိုင်အစာကောက်ကြတယ်။ထင်းတုံးလေးတတုံးကိုယူပြီးတော့ထိုင်လိုက်ပြီးကြက်ကလေးတွေအစားစားနေတာကိုလည်းကြည့်ပြီးတော့ရွှေသားအတွေးရည်ရည်ကြောထဲမှာမျောပါနေမိရောတယ်။အကြောင်းကတော့အကိုအကြောင်းမို့တခြားနေရာတစ်ခုကနေကူးပြောင်းလာခဲ့တဲ့အကိုကသူ့အတွက်တော့အလွန်အဖိုးတန်လုံးနဲ့သူပါပဲ။ရွှေသားပေါ်မှာအမြဲတမ်းကျင်လာပြီးတော့ဂယူးဆိုင်ပေးရဲ့အကိုပြီးတော့ရွှေသားကိုလည်းချစ်တယ်။ဂျာဆိုင်ပြူတဲ့အလုပ်လည်းမလစ်ဟင်းဘူး။လေယာလုပ်ဖို့အတွက်လည်းအားသွန်ခွန်ဆိုင်ရှိပြီးတော့နားဖို့တောင်မှမနေပြောယူနေရတယ်ဒီကြားတဲ့လှဆိုင်ကုံချောက်ရောင်းတာပါဝင်ငွေလေးရှိတော့သူ့အကူဟာအလွန်တော်တဲ့အိမ်တော်ဦးစီးကောင်းတယောက်ဖြစ်မှာမှန်သူသိနေပါတယ်အကိုရဲ့အလိုလိုက်ချစ်ခင်မှုတွေကြောင့်ဟိုရင်ရလို့တိမ်ငယ်အားငယ်စိတ်တွေတိတ်မရှိတော့ဘဲနဲ့သူ့ရဲ့အားနည်းချက်လို့ခံယူထားတဲ့ရွာကျမ်းမာရေးမှုပြောတဲ့ဒွိလိန်ဆိုတာကိုပါမှားယွင်းမှုကြီးတစ်ခုလုံးမမြင်တော့ဘဲနဲ့တခြားသူတွေထက်အနှဲငယ်ပိုထူးဆန်းသူအဖြစ်နဲ့မှတ်ယူနိုင်ခဲ့တယ်အခုဆိုလို့ရှင်ပိုလို့တောင်မှဝမ်းသာမိတာမိန်းကလေးတွေလိုပဲသူလည်းအကိုအတွက်ကိုဝင်ဆောင်ပွေးနိုင်တာပါကလေးမွေးပွေးနိုင်တာပါအကိုနဲ့အတူတူသူတို့စီကိုရောက်ရှိလာမယ်တသားမီမီလေးတွေကိုလည်းရွှေသားပျော်ရွှင်စွာနဲ့စောင့်မျှော်နေမိရဲ့မိုးစီဖို့ဖနက်အပြာရောင်အကြီးကြီးကိုစီးပြီးတော့ထင်ရှားတို့သားဖားနှစ်ယောက်ရိုးလေချောင်းစီကိုရောက်တော့သူတို့လိုပဲငါးလာဖမ်းတဲ့ရွာသားတချို့ကိုပါတွေ့လိုက်ရတယ်။ချောင်းဆက်ကိုရေတက်ချိန်မတိမှစိုးတာကြောင့်လေကြိုတင်ပြီးတော့စိုက်တူထားတဲ့ဝါးတိုင်လေးကြောင့်သာချောင်းဆက်နဲ့ဝါးတပြန်မရှိတရှိနေရာလောက်မှာရက်ကြပြီးတော့ကုန်းမော်ကိုတက်လာတဲ့ငါးတွေကိုလေဖမ်းပြီးတော့ပလိုင်းလေးကိုထည့်ကြတော့တယ်။
အများဆုံးတက်လာတဲ့ငါးတွေကငပြေမတွေဖြစ်ပြီးတော့ငခုငရက်ခေါင်းတို့စတာတွေလည်းပါတယ်တဖြက်ဖြက်ခါပြီးတက်လာတဲ့ငါးတွေကိုဖမ်းနေကြတဲ့ယောက်ျားသားကြီးတွေဟာပီပီကလေးငယ်တွေတစ်ဖက်မိုးရီထဲမှာအော်ဟစ်ပြီးတော့ငါ့ကိုလည်းပျော်ရွှင်စွာနဲ့ဖမ်းနေကြတဲ့မြင်ကွင်းကိုကြည့်မိသူတိုင်းအပျော်ကူးဆက်သွားစေနိုင်တယ်ငခုကတုတ်တက်တာမလို့လေသူ့ကိုဖမ်းလို့ရှင်သတိထားပြီးတော့ဖမ်းရတယ်ငပြေမကလည်းကြောရွာစူးတောင်နေထောင်နေရမလို့ခိုင်းမိရင်လက်ကိုဓာတ်နဲ့ဟက်တက်ခွဲလိုက်တယ်လို့ပဲခံစားရတယ်။ဒါပေမဲ့ရွာသူရွာသားတွေဖြစ်တာကြောင့်ဒီလောက်ကတော့မမှုကြပါဘူး။ကျန်းကျင်ရလိမ္မာရဆိုသလိုပဲမြို့သူမြို့သားတွေထက်တော့ငါးဖမ်းပို့တော်ပါတယ်။ငါးတွေကလမ်းကြောင်းတစ်ခုတည်းကိုသာဥတီပြီးတော့ကုန်းမော်ကိုတက်ကြတာမလို့သူတို့တက်ရလမ်းကြောင်းတစ်ခုနာမှာစောင့်ပြီးတော့ဖမ်းရုံပဲ။ထင်ရှားကအရှိကနေဖမ်းပြီးတော့သူ့စီကနေလွတ်သွားတာတွေကိုတော့အဖေကနောက်ကနေပြီးတော့ဖမ်းနေ။မိုးကလည်းအခုချိန်ထိမပြတ်ရွာနေပြီးချောင်းရည်ဆိုတာဟာလည်းရှန်ကြနေစေဖြစ်တယ်။ငါးတွေဟာလည်းဖမ်းမနိုင်ပါဘူး။သူတို့တကူလုံးမှလည်းငါးတွေကြောင့်ရွှတ်နေစင်ပြီးတော့တကူလုံးရွှတ်နေနေပါ။တနားရီလောက်တသားလောက်ဖမ်းပြီးချိန်မှာတော့မိုးလဲဆဲသွားပြီးတော့ငါးရီလည်းတိတ်မတက်လာတော့ဒါကြောင့်ပဲထင်ရှားလို့ပြန်လာခဲ့တော့တယ်။လမ်းတစ်လျှောက်ပစုံလုံးတွေကမိုးရီထဲမှာထွက်လာပြီးပျော်မြူးနေကြတယ်။ပစုံရင်ငယ်ငပိချက်ပစုံစီစတာတွေတို့ကအရန်စားကောင်းတာကြောင့်လမ်းမှာတွေ့တဲ့ပစုံလုံးတွေကိုပလိုင်းနဲ့ကောက်ထည့်လိုက်ကြတယ်။မိုးရန်ကောင်းနေတာကြောင့်ရှားထဲမှာဘာမှမဆရသေးမှတော်သွားပြီအောင်မယ်မဟုတ်ရင်တော့အကိုင်းခက်တွေကျိုးနိုင်ပြီးအသီးတွေမိုးတန်ကြောင့်ပုတ်ကုန်နိုင်ပါတယ်။ပြို့ဘာတွေနဲ့ကိုကြီးထင်ရှားငါးတွေအများကြီးရလာတယ်ဗျ။ပလိုင်းအသေးလေးလွယ်ထားတဲ့ဖိုးပြောနဲ့ပုတိုတို့နှစ်ယောက်အေးမစိုးဒါရီနဲ့ချောင်းသားအရင်မကတ်နဲ့နော်ခဝေးဝေးရနေဖမ်းကြချောင်းရီရှန်ချင်းအနေများတယ်လူလေးတို့ချောင်းနဲ့ဝေးဝေးမှာဖမ်းကြကွအဖေနဲ့ထင်ရှားကိုနှစ်ယောက်လုံးခေါင်းညိတ်ပြပြီးတော့သူတို့ချောင်းသားမသွားဘူးလို့ပြန်ဖြေတယ်73-74ရွယ်လူပြိုပေါက်အရွယ်လေးတွေဖြစ်နေကြပြီးတော့သူတို့မိဘတွေဟာလဲပိုင်ရပိုင်မရှိတာကြောင့်လဲစရင်ငါလောက်ကြရင်နွားစာအတွက်မြက်တထန်းတို့ဘလောက်ဆိုပြီးတော့ရောင်းချပြီးအသက်မွေးကြတယ်။ဒါကြောင့်ကလေးတွေကအလုံးမှန်သမျှဖင်ပေါ့ပြီးတော့ခိုင်ကောက်တာကြောင့်လေထင်ရှားတခြားအလုပ်တွေလုပ်လို့ရှင်ဒီကလေးတွေကိုသူတို့ရဲ့ရာဘက်ဒီဘက်ကိုငှားရမ်းဖို့အတွက်တွေးထားမိတယ်။ထင်ရှားတို့အိမ်ပြန်ရောက်တော့အိမ်ရှိလက်နှိပ်နာမှာပလိုင်းကိုရွှွတ်တချို့ပြောင်စင်အောင်လို့ရေများများနဲ့လောင်းချလိုက်တော့တယ်။အဖေကိုလည်းရေအမြန်ချိုးခိုင်းပြီးတော့အိမ်ထဲကိုအရင်ဝင်နှင်းမှုအတွက်ထင်ရှားပြောလိုက်ပြီးရေပုံးတစ်ပုံးကိုလည်းသူ့နိုကဲလေးကိုခေါ်ပြီးတော့တောင်းလိုက်တော့လာပေးသူကမက်အေးများဖြစ်နေထင်ရှားလဲပလိုင်းနေရငါးတွေကိုရေပုံးထဲကိုပုံချလိုက်ပြီးတော့ရေပုံးကိုဆွဲပြီးအိမ်ဘေးကနေမိဖို့ကြောင့်ဘက်ကိုသွားပြီးနှီးအုပ်ဆောင်ကလေးနဲ့ရေပုံးကိုလည်းအုပ်ပြီးတော့အုပ်ခဲကျိုးတစ်လုံးနဲ့အပေါ်ကနေဖိထားလိုက်တယ်ဒါမှဖြက်လက်တွကြတဲ့ငဖြက်လူတွေခုံမထွက်နိုင်တော့မှာပါမိဖို့ကြောင့်တဲမှာတော့နိုကဲလေးကိုမတွေ့ရမလို့ကြက်အိတ်တန်းတက်ရထင်းစင်စီကိုသူ့သွားကြည့်လိုက်တော့ထင်းတုံးလေးတတုံးပေါ်မှာထိုင်နေတဲ့နှုတ်ကဲလေးကိုလည်းတွေ့လိုက်ရတယ်။အတွေးလိုနေတဲ့နှုတ်ကဲလေးကသူ့အနာကိုရောက်လာတာတိပုံမပေါ်ပါဘူး။ဒါကြောင့်လည်းထင်ရှားခြေတံဖွားဖွားနေပြီးတော့ကလေးငယ်ရဲ့မျက်ဝန်းတွေကိုလည်းသူ့ရဲ့လက်နှစ်ဖက်နဲ့အုပ်လိုက်တယ်။သူ့ရဲ့မျက်လုံးတွေပေါ်မှာအုပ်လာတဲ့အေးဆက်ဆက်လက်တစုံကြောင့်ရွှေသားအတွေးစားတို့ပြက်ပြီးတော့လက်ကိုဖဲခွိုင်းမော့ကြည့်ပြီးတော့တပြိုင်နက်တည်းအကိုလို့ခေါ်လိုက်တယ်။နှုတ်ကဲလေးကကိုမန်းတန်းတည်းရဲ့ပေါ့သူ့ကိုခေါင်းငိတ်ပြတဲ့နှုတ်ကဲလေးကအသေးရစွာပဲဘားနှစ်ဖက်ကိုလည်းဖြည့်ညစ်လိုက်ပြီးတော့သူ့ရဲ့နှာတန်းချွတ်ချွန်ကိုလည်းနှိဝင်သွားတဲ့အထိဘားနှစ်ဖက်ကိုတဝကြီးမွှေးကျူပစ်လိုက်တယ်အကိုအေးဘက်တော့မှာပဲရေအမြန်ချိုးတာတော့မဟုတ်ဘူးအဝတ်လဲတော့သွားအကိုကလူချမ်းကြီးတော်ယုံနေမကောင်းမဖြစ်ပါဘူးကွာအကိုတို့ငါဖမ်းသွားတော့ဒေါ်စိန်များတို့သားမိကလေးကိုဘာတွေပြောသေးလဲဘာတွေအနိုင်ကျင့်သေးလဲပြောပါအောင်မျက်နှာလေးတိတ်မလန်းပုံတစွန်းတစားကိုထင်ရှားအကဲခတ်မိရမလို့နိုကဲလေးကိုမေးလဲမေးကိုလုံးလေးကိုလည်းအနာတရားတစ်ခုခုရှိလားဆိုပြီးစစ်ဆေးကြည့်နေရဲ့ဘာမှမတွေ့တော့မှတပ်ပြင်းချနိုင်တော့တယ်အဖေပြန်ပေးမလာတဲ့ကလေးငယ်ကိုသူကြည့်လိုက်ပြီးတော့မျက်ဝန်းထဲမှာလည်းအဖေရှာလိုက်တယ်အကိုတို့အပြင်သွားကြရကလေးဒီမှာလာထိုင်နေရမှလားဘာတူလဲကို့ကိုပြောဒေါ်စိန်မြလားမအေးမြလားနှစ်ယောက်စလုံးလားမပြောဘူးဆိုရင်ခေါင်းမခါနဲ့နော်ကလေးရဲ့မျက်ဝန်းတွေထဲမှာသူတို့တခုခုပြောတယ်ဆိုတာအဖြေပေးနေကို့ကိုပြောလိုက်တော့ရွှေသွားလဲအကိုရဲ့ပြတ်သားခိုင်မာတဲ့အမေစကားကြောင့်ဖြစ်ကြောင်းကုံစင်ကိုပြောပြလိုက်တယ်။နိုကဲလေးကထ
ထင်ရှားကိုမကောင်းပြောလို့သူအမြဲတမ်းသီးခံပြီးငြိမ်ခံခဲ့တဲ့ဒေါ်စိန်များတို့သားမိကိုလည်းပြန်ပြောခဲ့တယ်တဲ့အာယိုချိုမြိန်ပြီးตาရလိုက်ပါပြီနှုတ်ကလေးရဲ့သူဆက်ဖြည်းဖြည်းမျက်နှာလေးကြောင့်ကလေးငယ်ကဘာလို့ရေတာလဲဆိုပြီးတော့ရှက်ပြီးတော့စိတ်ကောက်ဖို့တိဟန်ပြနေရကြောင်းလေထင်ရှားတယောက်ကလေးငယ်လေးကိုပြန်ပြောလိုက်တာအရန်ကြော်လွန်းလို့သူပြောမိတာပါလို့ဖြေရှင်းချက်ပေးရတော့တယ်အဲ့ဒီအခါမှာစူထွက်ကျင်နေတဲ့နှက်ခမ်းလေးကပြန်ပြေသွားတော့တယ်သားနဲ့သမက်ကိုမတွေးလို့အိမ်နောက်ဖေကိုလိုက်ကြည့်ဖို့ရောက်လာတဲ့ဦးအေးလူဟာလည်းသူ့သားလူလေးနဲ့စိန်များတို့သားမိရဲ့ဖြစ်ချောင်းကုံစင်ကိုပါကြားလိုက်ရတော့တယ်ဒီထက်ဆိုးလာခဲ့ရင်တော့စိန်များနဲ့ကွာရှင်းမှုဦးအေးလူတွေးလိုက်တယ်သူ့သားလေးကိုတော့အထီးခိုင်မခံနိုင်ပါဘူးမိုးရိပ်ကင်းစင်ပြီးတော့နေအောင်ကြည်နွေ့နွေ့ရလောကတခွင်ကိုဖြန့်ချက်ပြီးအလင်းပေးလျက်ရှိရဲ့အာကစားပေါင်းမိတို့တစ်ထည်နဲ့စွတ်ကျဲအစုပ်တစ်ထည်ကိုဝှေ့ချတဲ့ထင်ရှားဟာလည်းမနက်ခင်းနေအောင်ကြီးအောက်မှာချွေးစားတို့ဆူရွှဲနေတဲ့အကြောင်းကတော့အိမ်မှာပြိုးထားတဲ့ခရမ်းပင်တွေတခွားစီနဲ့ကြံရင်ကားသီးစီတို့ကိုလည်းຢာထဲမှာလာဆိုင်နေတာကြောင့်မှသူ့ရဲ့နှုတ်ကလေးကသူနဲ့အတူတူလိုက်ချင်ပေမဲ့လေတနေရာမှာလာဆိုင်ရောင်းဖို့အတွက်ကုံသွားဝယ်ထားကြောင်းဈေးရောင်းဖို့အကြောင်းပြချက်နဲ့ခြံထားခဲ့လိုက်တယ်။အပင်တွေကိုစိုက်လို့ပြီးချိန်မှာတော့ညောင်းနေတဲ့ခါကိုအညောင်းညာဖြေပြီးသူ့ကိုယ်သူပြန်ကြည့်မိရဲ့ညိုလွန်းလို့အမဲဘက်ကိုတန်းကျင်နေတဲ့အသားရည်ဟာချွေးတွေကြောင့်ပြောင်လက်နေပြီးတော့ချောကလက်ရောင်ပင်ချနေရောတယ်။မျက်နှာပေါ်မှာချွေးတို့ကိုလည်းအင်ကြီးစားနဲ့တုပ်လိုက်ချိန်မှာထွက်ပေါ်လာတဲ့အတန်လေးကြောင့်ထင်ရှားငုံနေရကနေမောကြည့်လိုက်တော့သူ့ရဲ့နှုတ်ခဲလေးအသားညွညွနဲ့တောင်ဖြောင်ပြီးတော့ဘိုက်မှာလေရေးရေးပေါ်နေတဲ့ကြက်သားတွေကိုရွှေသားမြင်လိုက်ရချိန်မှာပဲ။အိုးဖျားရည်လို့ရေရွတ်မိရောတယ်။ကိုရဲ့ယောက်ျားကိုကြွေပြီးရင်ကြွေနေမိရလေတဒုက္ခပါပဲ။သူ့ကိုငေးကြည့်နေတဲ့နှုတ်ခဲလေးကြောင့်လေထင်ရှားစကျင်စိတ်တို့ဝင်လာပြီးစွတ်ကျဲအင်ကြီးကိုအမြန်ချွတ်ပြီးတော့သူ့ရင်ဘက်တစ်ချောက်ချွေးဆိုနေတဲ့အင်ကြီးနဲ့ခက်ကြမ်းကြမ်းပုတ်ပြီးတော့ချွေးတော့ပြလိုက်တော့သူ့ရှိမှရှိရဲ့ကလေးငယ်ဟာမျက်လုံးလေးကျွတ်ထက်မတက်သူ့ကိုကြည့်နေရောတယ်။အစိုးအစာလေးဘူးသီးပေါက်လေးမှအခုမှပဲသိရတယ်။သူရှိရာစီကိုတဖြည်းဖြည်းရှောက်နေရဲ့အကိုကြောင့်လေရွှေသားအတိဝင်လာပြီးတော့ခန္ဓာကိုယ်ကြည့်နေမိရဲ့အကြည့်တို့အမြန်သိမ့်လိုက်ပြီးတော့ဟိုကြည့်ဒီကြည့်နဲ့မျက်လုံးလေးကိုကစားနေလိုက်တယ်။ကလေးကြည့်ရတာဝါရဲ့လားထက်ကြည့်အောင်မလား။သူ့ကိုခေါင်းလေးတစ်ခါခါနဲ့ညင်းပြနေတဲ့ကလေးငယ်ကိုလေအသေးရစွာနဲ့ပါးလေးတစ်ဖက်ကိုလေရှုပ်ခနဲနေအောင်လို့အနံပေးလိုက်တော့သူ့ရဲ့ပါးလေးကိုလက်ကလေးတစ်ဖက်နဲ့အုပ်ပြီးတော့ဘေးဘက်ဝန်းကျင်ကိုအကဲခတ်နေသေးရဲ့မောင်မောင်ရှိသားဘယ်သူမှမရှိရမလို့ထပ်ပြီးတော့အာဝါလေးပေးလို့ရမလားခမအကိုကလေဗျာရှက်သွားတဲ့နှုတ်ကလေးကြောင့်ထင်ရှားပျော်ရွှင်စွာနဲ့ဟဟပပရေမောမိရောတယ်အိမ်နောက်တော့ရှားတဲ့ကိုဘာလို့လိုက်လာတာလဲလို့အမေးဆိုလိုက်တော့မက်ခွာညိုအိမ်မှာအခုနေခင်ပဲပြားသုံးတဲ့ငဖဲရိုးဟင်းချိုချက်တာကိုတောက်မှမလို့လူကြုံပါလိုက်တာကြောင့်လေထင်ရှားအောင်ရှားတဲ့ကနေစောစောပြန်လာဖို့အတွက်လာခေါ်တာဖြစ်ကြောင်းသိရတော့တယ်အပင်တွေစိုက်လို့ပြီးပြီဖြစ်တာကြောင့်ကြံရှိနေတဲ့မြက်ပင်ပေါင်းပင်တွေကိုလည်းရှင်းလင်းလိုက်ပြီးနှုတ်ကလေးနဲ့အတူတူအိမ်ကိုပြန်လာခဲ့လိုက်တယ်အခုမနက်ဘသူတွေကကုံပလောက်ဝယ်သွားကြောင်းတတူတူပြောနေတဲ့ဖြူဖြူခဲခဲနှုတ်ခဲလေးကိုလည်းဆွဲကိုက်ချင်စိတ်တွေထိမ့်မနိုင်သိမ့်မနိုင်ပါပဲတနက်ခါးရည်ချဲလေးနဲ့သူ့မမျိုးဝနေတော့မင်္ဂလာလက်ဆောင်ဖြစ်နေဝယ်ပေးထားတဲ့တီရှပ်နုနေရောင်လေးနဲ့ပစိုးအဝါကတ်စိတ်ကလေးကိုတွဲဖက်ပြီးဝတ်ထားပုံကဘာလေးမှန်းအောင်မသိဘူးတေချာတာကတော့သူ့ရဲ့မူပိုင်ဖြူဖြူခဲခဲနှုတ်ခဲလေးပေါ့သူမရွာချောင်းလေးစီကိုပြောင်းရွှေ့တောင်းဝင်ကြားခဲ့တာဟာတလနီးပါရှိပြီအခုနေရစနေနေ့မလို့ကြောင်းပဲရဖြစ်တာကြောင့်ပဲပြားသုံးတဲ့ငဖယ်ရိုးဟင်းချိုလှုပ်စားမှမလို့ခွာညိုဟာပဲပြားတွေကိုစီပူပူမှထည့်ပြီးတော့ကြော်နေရဲ့မခွာညိုရှောက်ရွက်နဲ့ပင်းရိုးခူးလာပြီကျွန်တော်ဘာလုပ်ပေးရအောင်မလဲဘာမှလုပ်စရာမရှိဘူးကိုညိုကြီးရေခဏနေလို့ရှင်ညီမအတုပ်တုပ်ပြီးလို့ရှင်လှမ်းခေါ်လိုက်မယ်တူတူစားကြမယ်နော်သူတို့လင်များတွေမဟုတ်ပဲဆီယာမာလေးခွာညိုပါသဘောမနှောကောင်းကြတယ်သူအရင်အလုပ်လုပ်ခဲ့တဲ့လေပိုင်ရှင်တွေနဲ့မတူအဆင့်အတန်းမခွဲခြားဘဲနဲ့ထမင်းဟင်းရစာအတူတူစားပြီးတော့မိသားစုလိုသူ့ကိုဆက်ဆံကြတယ်အခုလေမက်ခွာညိုရဲ့စကားကိုညင်းပယ်လို့မရတာမလို့စားပါမယ်လို့ညိုကြီးကပြန်ဖြေခဲ့ပြီးတော့နားစာချင်းနွားရည်တိုက်ဖို့အတွက်လည်းနွားတင်ကုတ်ဘက်ကိုထွက်လာခဲ့လိုက်တယ်ပဲပြကြော်နေသူမအနာကနေထွက်ခွာသွားတဲ့ကိုညိုကြီးရဲ့ကြောပြင်ကိုခွာညိုကြည့်လိုက်မိရဲ့သူမထက်ကိုညိုကြီးကအသက်2နှစ်လောက်ပိုကြီးပေမဲ့အမြဲတမ်းမက်ခွာညိုလို့ခေါ်လေ
ခွာညိုပဲခေါ်ပါလို့ပြောပေမဲ့မရပါဘူးအမြဲတမ်းအလုပ်ကြိုးစားပြီးတော့စကားနေတဲ့ကိုညိုကြီးကိုခွာညိုတို့တမိသားစုလုံးကချစ်ခင်လေးစားပြီးတော့ခင်မင်ကြတယ်တိတ်မကြမီမှာပဲသူမမောင်ရေးလေးလိုချစ်ရတဲ့မောင်ဝမ်းခွဲလေးနဲ့ကိုထင်ရှားတို့ရောက်လာကြတယ်ရိုးတံကိုလည်းစားလို့ရတဲ့ရိုးစားပိန်ကြီးကအကြီးကြီးမလို့တစောင်းလေးတွေလှိလိုက်ပြီးတော့ဇလုံးကြီးတစ်လုံးမောက်မောက်ရတော့တယ်အိမ်နောက်တော့ရွှေသားရှောက်ရွက်တွေကိုလည်းကက်ကြီးလေးနဲ့တေးသေးလေးတွေဖြစ်အောင်လို့ညှက်လိုက်တယ်အမားနဲ့သူမိဖို့ကြောင့်ဘက်ကမှအလုံးရှုံနေပြီးအကိုကတော့ကိုညိုကြီးကိုစီကိုသွားလိုက်အောင်မယ်လို့ပြောပြီးတော့ထပ်သွားတယ်ဘာကြီးကလည်းဘာဖုံးစီကိုစွန့်ကြိုက်ပို့နေပြီးတော့အကြီးလေးကတော့ရှားပင်စုရွာမှာအလူပွဲကိုသွားတယ်လို့အမခွာညိုကပြောပြတယ်မောင်လေးကိုထင်ရှားကြီးနဲ့အဆင်ပြေလားအဆင်ပြေပါတယ်အမရဲ့ရင်ဖွင့်တာရှိရင်လည်းဖွင့်လို့ရတယ်လို့ပြောချင်တာရှိလို့ရှင်လေအမကိုပြောနော်မောင်နှမဆိုလို့အမတို့နှစ်ယောက်ပဲရှိရလေအမရဲ့စကားကြောင့်ရွှေသားခေါ်ပြီးချစ်နေရကနေပြုံးပြပြီးတော့ခေါင်းညိတ်ပြလိုက်ပြီးအမလည်းဘာမဆိုရင်ဖွင့်လို့ရတယ်လို့ပြန်ပြောလိုက်တယ်ရှိရမှာဒီအမနဲ့ဒီမောင်ပဲရှိရနွားတင်ကုတ်ထဲမှာနွားစာဖြစ်နေတဲ့ကိုညိုကြီးနာကိုအတန်ပေးပြီးတော့ထင်ရှားသွားလိုက်တယ်နိုကယ်လေးနဲ့နောက်တစ်ချိန်အမျိုးတော်လာမဲ့သူဖြစ်တာရောစိတ်ထားကောင်းပြီးတော့အလုပ်ကြိုးစားတဲ့ကိုညိုကြီးကိုထင်ရှားခင်တာကြောင့်မှာပြောကိုညိုကြီးဒီနေရာမှာအလုပ်လုပ်ရတာအဆင်ပြေရလားဗျပြေပါတယ်ထင်ရှားရတတိယမိသားစုကသဘောကောင်းနေကွတကြီးတူနဲ့အိမ်အောင်ကြနေတဲ့ထင်ရှားဆိုတဲ့ဖုန်းကြီးเจ้าသားလေးကိုညိုကြီးခင်မင်မိရဲ့ဘဝတူတွေဖြစ်နေလို့လားမသိဘူးမရှိရဲ့သူချင်းချင်းမလို့စကားပြောရတာပို့ပြီးတော့လဲလွတ်လပ်တယ်အမေတစ်ခုသားတစ်ခုနဲ့ငယ်ရသောအချိန်မှာ၄တန်းအရွယ်လောက်နဲ့ကြောင်းထွက်ပြီးတော့နွားကြောင်ဖားရှာငါးရှာနဲ့ရှာဖွေပြီးမိခင်ကြီးကိုကျွေးမွေးခဲ့ပြီးတော့လူပိုပေါက်အရွယ်ကနေစပြီးလဲစင်းကလောက်ကင်ပြီးတော့ကျွေးမွေးခဲ့တယ်သူ့ရဲ့အလုပ်ကြိုးစားတာကြောင့်ရောအမေကစုတက်တာကြောင့်မှလဲရမဝယ်နိုင်သေးပေမဲ့ချောင်းလေးစွာစားနိုင်တယ်အမေကလည်းသူတို့တမကုန်းရွာလေးမှာမနက်ခင်ပဲပြုတ်ရောင်းပါတယ်လဲရတွေအကြောင်းကိုအစချီပြီးတော့ထွေရလေးပါပြောပြီးအချိန်တွေကကိုညိုကြီးနဲ့ထင်ရှားတို့ပုံမရင်းနှီးသွားကြတော့တယ်မကြမီမှာပဲနှုတ်ကဲလေးကအတုတ်လာစားဖို့တဲ့ခေါ်တာကြောင့်စကားစားပြတ်သွားကြပြီးတော့တရားဘက်ကိုလည်းအတုတ်စားဖို့အတွက်ကူးလာခဲ့ကြတယ်။ဒါထွန်းလူထရေမတောက်ခင်ငါချွေးမလေးရွာကိုသွားပေးအောင်ခမီးခမက်တွေနဲ့ချွေးမလေးအတွက်အမေမျိုးကနေလက်ဆောင်လေးဝေလာတယ်။အမေရဲ့စကားကြောင့်ရောမကြမီတော်ရမဲ့သူ့ဇနီးကိုနောင်ပန်းနောင်ကိုင်လေးစီကိုသွားကျင်တာကြောင့်မှထိုးလူအမေသွားပေးခိုင်းတဲ့ပစွန်ကြောက်ကိုကွေးကြီးတွေကိုလည်းယူလိုက်တဲ့လက်ဖက်ထုတ်မန္တလေးထိုးမုတ်ထုတ်တွေကိုလည်းတပည့်ကျော်နှစ်ယောက်ကိုဆွဲခိုင်းပြီးသူ့ရဲ့ဆိုင်ကယ်နဲ့ပြာလေးကိုစီးပြီးတော့စပယ်မြိုင်ရွာကိုထွက်လာခဲ့တော့တယ်။ဆိုင်ကယ်ဝယ်စီးနိုင်တဲ့သူဆိုတာတရွာလုံးမှာနှစ်စီးတောင်မှရှိတာမဟုတ်ပါဘူး။အကောင်စားပြန်စားဆိုင်ကယ်ဆိုရင်ပိုလို့တောင်မှမရှိသေးဘူး။ဒါကြောင့်လေထုံးလူဆိုင်ကယ်နောက်ကလိုက်စီးချင်သူတွေများသလိုဆိုင်ကယ်မောင်းနိုင်အားကြတဲ့အကြည့်တွေနဲ့ကြီးကြတဲ့သူတွေလည်းများတာကြောင့်လေဘဝင်ခွေ့စင်စရာကောင်းလာတယ်။ရှားပင်စုရွာနဲ့ကျွဲကွင်းရွာဟာကြော်သွားချိန်မှာပဲစပယ်မြိုင်ရွာထိပ်ကိုမြင်ရတော့တယ်အဝေးကနေလှမ်းကြည့်ရင်တော့စပယ်ရုံကြီးကနေစပယ်ပန်းတွေနဲ့စပယ်ဖူးတွေဖွေးခဲနေတော့တယ်ပန်းတွေထက်အစတရားပိုလာတာကတော့ဒီရွာရဲ့အလားထိပ်ကောင်မလေးကိုသူကပိုင်ဆိုင်ရမယ်ဆိုတဲ့အတွေ့အချုံမေလွန်းလာတယ်ဒီစပူမှာထွန်းလူလောက်စီးစိမ်ပြေးသွားတဲ့ဘဝရှိပါအောင်မလားသားနဲ့သမက်ကသူတို့အမအတုပ်စားဖို့အတွက်ခေါ်တာကြောင့်လေဘာကြီးအိမ်ဘက်ကိုရောက်သွားတယ်မနက်ခင်းရဲ့လေထဲဆင်းရာကနေပြန်လာတဲ့ဦးလူအေးဟာလည်းရင်နှွေးချမ်းတောင်းရင်ရေဒီယိုနားဆင်ရင်းနဲ့ခေဟောင်းသချင်းတွေကိုအရသာခံပြီးတော့နားဆင်နေရောတယ်ဒေါ်စိန်မြကတော့သူ့သမီးရဲ့အထည်တွေကတချို့လက်ချုပ်လိုက်ပေးနေပြီးတော့အေးမြကလည်းဟင်းချက်ပြီးဖြစ်တာကြောင့်အဝေးချုပ်နေရဲ့အဲ့ဒီအချိန်မှာပဲခြံရှိကိုဆိုင်ကယ်တစ်စီးထိုးရက်သွားပြီးမအေးမြရီလို့ခေါ်တဲ့ကြောင့်၃ယောက်သာအိမ်ရှိဘက်ကိုလှည့်ကြည့်လိုက်တော့ပစိုးကိုခြေပြားမရောက်တယောက်ထိစီးထားပြီးတော့အပြာနုရောင်ရှက်လက်ရှည်ကိုဝစ်ဆင်ထားတဲ့ထွန်းလူနဲ့သူ့တငယ်ချင်း၂ယောက်ကိုတွေ့လိုက်ရတယ်လက်ဆောင်ထုတ်တွေနဲ့ရောက်ချလာတဲ့ထွန်းလူကြောင့်လည်းအထေကိုချပြီးတော့ဒေါ်စိန်များနဲ့အေးများတို့တပြုံပြုံနဲ့ခီးအိုးကျူပြုတ်ပြီးမဲ့လေဦးလူအေးကတော့မျက်မှောင်တစ်ချက်ကုတ်သွားတယ်ဘဲနဲ့ကြောင့်လူကြီးသူမကိုအရင်ခေါ်ဆိုခွင့်မတောင်းပဲသူခေါ်ချင်တာတွေခေါ်ပြီးသူလှုပ်ချင်တာတွေလုပ်နေပါလေရိုင်းလိုက်တယ်
ထွန်းလူဟာမတော်အပ်သေးရဲ့ရောက်ခမနဲ့ဇနီးရဲ့ခီးအိုးကြိုပြုတ်မှုအတွက်အိမ်ထဲကိုဝင်ခဲ့တော့တယ်သူ့ကိုအမြင်ကြည့်ပုံမရတဲ့ရောက်ကတိကရွှေနေချမ်းထိုင်တောက်နေတာကိုတွေ့ရတယ်ဒါပေမဲ့အရင်မကြည့်လဲဘာဖြစ်လဲအေးမြမရပါသမီးမလို့အေးမြအမေကြည်လို့ရှင်ရပြီလို့ထွန်းလူတွေးထားပြီးသားပါမတော်အပ်သေးရဲ့ခမီးခမက်ကထည့်ပေးလိုက်တဲ့ပစွန်ကြောက်တရားအကောင်ကြီးကြီးဖြစ်ပြီးတော့လက်ဖက်တွေထိုးမုတ်တွေအဲ့ဒါတွေကလည်းစားကျင်စပွဲကောင်းလာတဲ့သားမီးနှစ်ယောက်သားတပြုံးပြုံးနဲ့ထွန်းလူကိုခမီးခမက်ကိုအားနာကြောင်းကျေးဇူးတင်ကြောင်းနေဖော်ဖော်တီတီပဲပြောနေကြတော့တယ်ထွန်းလူတို့ပြန်သွားတဲ့အထိကိုလူအေးရစကားမဆိုသလိုအဲ့ဒီလူငယ်လေးဟာလေကိုလူအေးကိုရှိတယ်လို့ပင်မြေပုံမပေါ်ဘူးသူ့ဘွားဖြတ်တန်းခဲ့ရကနေလေးလာအကဲခက်ကြည့်ရတလောက်ဆိုလို့ရှင်အဲ့ဒီလူငယ်လေးဟာစိုးပေတေးပြီးတော့ဘယ်တော့မှအလုံးလက်ကြောတင်းမဲ့ပုံလည်းမပေါ်ဘူးထားပါလေမက်စိန်များတို့သားမီးကိုဦးလူအေးတတိပေးပြီးဒါကိုရှေ့ဆက်တိုးတော့လေတိုးကြပေါ့သူ့မှာထင်ရှားဆိုတဲ့သမတ်ကောင်လေးရှိနေပြီပဲသူ့သားလူလေးတော့တည်သွားရင်တော့မှနောက်ဆန်တင်းစရာအကြောင်းရင်းမရှိတော့ပါဘူးဝါမှုတွေအများကြီးပဲအကိုမြက်ကြားမိုနဲ့မှုစာဦးဖြူဖြူလေးတွေကလေကသင်းရိုးမှာရှိရဲ့မြက်ပင်တွေချားမှာဟိုတပွင်းဒီတပွင်းနဲ့များစွာပေါက်နေတယ်မှုတွေကိုကြည့်ပြီးတော့အံ့ဩဝမ်းသာနေတဲ့သူ့ရဲ့နှုတ်ကလေးအချို့တည်းရှိရဲ့မှုကရာသီပေါ်အစားအစာတစ်မျိုးဖြစ်တာကြောင့်မှုရှာသူတွေကခက်များများပါပဲဒါကြောင့်လေမှုရှာထွက်တဲ့အခါမနဲ့စောစောအိယာချပြီးလေကသင်းတစ်လျှောက်ကိုမှုရှာရတယ်ဟိုးဝေးစီကရိုးမတောင်တန်းကြီးတွေရှောင်းနေမလာခင်ခမိုင်းမိုင်းမြင်တွေ့နေရတယ်ဝါစကားလေးကိုနှစ်ယောက်အလဲမှာချပြီးတော့မိုးတွေကိုလည်းမကြည်မွအောင်လို့ဂယူးဆိုင်ပြီးခူးကြတယ်တိတ်မကြမီမှာပဲတခြားသူတွေရောက်လာပြီးတော့မိုးတွေကိုအပြိုင်ဆိုင်ခူးကြတော့တယ်ထင်ရှားတို့ဟင်းတစ်ခွက်စာရတဲ့အခါမိုးခူးချင်းကိုရက်လိုက်ပြီးတော့စပားပင်တွေချားကနေပေါက်နေတဲ့လေကစုံရဲ့အနေငယ်ကိုလည်းခူးလိုက်တယ်အိမ်နောက်နိုကဲလေးရဲ့ပခုံးတစ်ဖက်ကိုဖက်လိုက်ပြီးတော့မိုးထည့်ထားတဲ့ဝါစကားလေးကိုလည်းတဲပြီးအိမ်ပြန်လာခဲ့တော့တယ်ထင်ရှားအမှန်တကယ်ဆိုရင်သူ့ရဲ့ကလေးငယ်နိုကဲလေးရဲ့လက်ရာကိုသာစားချင်တာပါဒါပေမဲ့လည်းအေးမြကိုချေမိုးချင်တာကြောင့်လေအေးမြအိမ်တော်မကြခင်သူ့လက်ရာကိုကြိတ်မိတ်စားဖို့အတွက်လည်းတွေးထားပြီးသားပါအခုလည်းမှုငရုတ်သီးထချမ်းခွဲပြီးတော့မကြီးရွက်အုပ်ပြီးကျင်ဆက်ချက်ပေးဖို့အတွက်အစိတ်ပြေဖို့ကစုံရက်ထက်ချက်ဖို့ပါထင်ရှားသေးချာပြောလိုက်တော့တယ်သူ့ယောက်ကတိဟာလည်းခေါင်းမူပြီးတော့နေမကောင်းတာကြောင့်အိယာတဲ့လှဲနေပြီးတော့ကလေးငယ်ကသွားနှိပ်ပေးနေစာအုပ်ထဲမှာရေးထားပုံအရာဆိုလို့ရှိရင်ရောက်ကတိပုံကသွေးတိုးအစပြိုးချင်နေရဲ့ထင်တယ်ဒါကြောင့်မပေါ်စပင်းနဲ့စေးမှုစီကိုခေါ်ပြဖို့အတွက်ထင်ရှားဆုံးဖြတ်လိုက်တယ်အဖေအထိုင်ထသိမ့်မလုံးနဲ့အောင်အဖေအခုဖြစ်နေတာတွေကသွေးတိုးလက္ခဏာရဲ့နဲ့ညီနေတယ်ကျွန်တော်စေးမှုသွားပင်းလိုက်အောင်မယ်တံမြာသီးရှူနေတဲ့အဖေဟာခေါင်းသားညှိပြတယ်။ရွှေသားလည်းအကိုကိုခေါင်းညှိပြလိုက်ပြီးတော့အဖေကိုဆက်နှိပ်ပေးလိုက်တယ်။အမေမရှိတော့တာကြောင့်အဖေတခုခုဖြစ်ပြီးသူ့ကိုထားသွားမှအောင်ရွှေသားအရင်စိတ်ပူမိရဲ့။ကြမ်းကြမ်းမမာနဲ့ရွှေသားတို့နဲ့အတူတူအချိန်ကြာကြီးနေသားစေခြင်းမိရဲ့။ဦးလူအေးနေမကောင်းတာကြောင့်ဒေါ်စိန်မြငရမ်းဆန်ပြုတ်ပြီးတော့ကြက်တာနဲ့ဘကလုံးတစ်လုံးလေးကိုထည့်ပြီးတော့ဇွန်းတစ်ချောင်းတက်ပြီးဦးလူအေးအနာကိုတည်သွားတယ်။အမျိုးရုပ်ကလေးကိုသာသူမမချစ်မနစ်တတ်ပေမဲ့ဦးလူရေးအပေါ်တော့တန်ရောစဉ်အနေငယ်ရှိပါတယ်။အေးမြကတော့သူ့ပထွေးနေကောင်းတာမကောင်းတာဂရုမစိုက်ဘူး။သူမလုပ်ချင်တဲ့သမင်းဟင်းချက်ချင်းအလုပ်ကိုလုပ်နေရတာမလို့စိတ်တို့ဒေါသတွေထွက်ပြီးတော့တက်တုံထောင်းနေတာကိုဒေါသနဲ့ငရုတ်ဆောင်ကွဲမတက်ကိုချောင်းနေတော့တယ်။အမျိုးရုပ်ကလေးနဲ့သူ့လင်ထင်ရှားတို့ကောက်ဖဲပြစ်ချင်စိတ်တွေဝင်နေပြီးတော့သူ့သားထုံးလူနဲ့အိမ်အောင်ကျသွားလို့တထေးမရဖြစ်လို့ရှင်လေအကူညီလိုလို့သူမစီကိုတစ်ခါတော့အကူညီလာတောင်းကြည့်စမ်းခွေးမောင်းနီမောင်းထုတ်ပြစ်မယ်အေးမကြောင်ကောင်းကောင်းသိစေရမယ်ဗျိုးစိတ်မှုရှိပါသလားခမအုတ်လီကခံထားတဲ့ခြေတန်းရှည်တစ်ထပ်ပြင်ထောင်အိမ်ကလေးရဲ့ရှေ့ကိုဝါကြောတွေနဲ့ကာယံထားတဲ့ခြံစည်းရိုးနာကနေရက်ပြီးတော့ထင်ရှားခေါ်လိုက်တော့တယ်ထင်ရှားခေါ်လိုက်တာနဲ့မျက်မှန်တက်ပြီးတော့အိမ်ပေါ်ကနေဆင်းလာတဲ့ရွာကျမ်းမာရင်မှုဦးလေးတင်မောင်အသက်50နီးပါးရှိပြီးတော့အမြဲတမ်းတပြုံပြုံနဲ့ခင်မင်ပွဲကောင်းသူတယောက်ပဲဖြစ်တယ်။ထင်ရှားအကျိုးအကြောင်းပြောပြပြီးနောက်ဆေးအိတ်ကိုတွားယူနေတဲ့ဆေးမှုကိုလည်းစောင့်လိုက်တော့တယ်။အဲဒီနောက်တော့ဆေးအိတ်ကူတည်လိုက်ပြီးတော့သူတို့အိမ်ကိုပင့်လာခဲ့လိုက်တယ်။သွေးပေါင်က140-85ဖြစ်နေတယ်။ကိုလူကြီးအသက်လေးလည်းရလာပြီ။အခုကသွေးတို့အစပြိုးခြင်းတရားကျွန်တော်သွေးညှိစေးပေးခဲ့မယ်။မနေ့တိုင်းတစ်နေ့တစ်လုံးစီတောက်ပြီးတောက်နေရင်အခုလိုဖြစ်နေရင်တော့ကျွန်တော်ကိုထပ်ပြောဖို့မမေ့နဲ့နော်။3ရက်နေလို့ရှင်တစ်ခေါက်ပြန်လာကြည့်မယ်။
သွေးညှိဆေးနဲ့ဆေးတချို့ကိုပေးပြီးနောက်ဆေးမှုကိုထင်ရှားပြန်ပို့ပေးလိုက်တယ်။လမ်းတစ်လျှောက်လုံးအဖေရှားမဲ့အစားအစာတွေနဲ့သွေးတိုးအားအတန်သိလက်နဲ့ဖြစ်တာကြောင့်သူလဲသေးချလိုက်ပြီးတော့နားထောင်လိုက်တယ်။ဂီယူဆိုင်ရမယ့်အကြောင်းကိုလည်းထင်ရှားပြန်ဖြေလိုက်တယ်။ဟေ့စရင်ကညိုကြီးအေးမင်းကငါတို့အိမ်ကအလောက်သမားကနေတခြားအိမ်ကိုပြောင်းသွားတာ။အဲ့ရွာတကြီးသမီးကိုကြာခုံမလို့မလား။ဟာအာစီးရဲ့မှန်လိုက်တာ။ရှားပင်စုရွာကနေအထွက်ကျမကုန်းရွာအဝေးမှာရှိတဲ့ထရေဆိုင်အနားကနေလဲနေဖြတ်နေတဲ့ညိုကြီးကိုလည်းလောင်ပြောင်တယော်နေတဲ့ထုံးလူနဲ့သူ့ရဲ့တပည့်ကပ်ဖားရက်ဖားတတိုက်ကြောင့်ကျိန်လုံးကြီးကင်ထားတဲ့ညိုကြီးလက်တို့တင်းတင်းဆုပ်ထားမိရောတယ်။အိမ်ရသူဟာထုံးလူတို့အိမ်မှာအလုံးလုံးတဲ့လေစင်းကတယောက်ဖြစ်တဲ့ဂုံရီသူချင်းကိုပြောဆိုဆက်ဆံတာတစ်မျိုးသူတို့လိုမရှိစင်းရဲသားတွေကိုဆက်ဆံတာတစ်မျိုးအဲ့လိုခွဲခြားဆက်ဆံနေမှုညိုကြီးမမှုသူအလုပ်ထွက်လိုက်ရတဲ့အကြောင်းကတော့ကြက်ဖဲရှုံတိုင်းအိမ်မှာရှိတဲ့အလုပ်သမားတွေကိုမန်မဲတက်တဲ့ထုံးလူကြောင့်ပါညိုကြီးကိုအခြားပေးနေတဲ့ထုံးလူကြီးမှခင်သွေကြောင့်ရောဆိုလို့ရှင်လေပိုပြီးမှန်လိုက်ပါမယ်ညိုကြီးကဒါကြောင့်လေအလုပ်ဆက်မလုပ်ချင်တော့တာပါညိုကြီးကကလတ်တက်နဲ့ရဲတင်းတဲ့မိန်းကလေးတွေကိုမကြိုက်ပါဘူးရိုးရိုးအေးနဲ့စိတ်ထားလာတဲ့သူကိုသာသူကြိုက်တယ်အခုလေထရေဆိုင်ရနေပြီးတော့လှမ်းပြီးတော့လှောင်ပြောင်ခနဲ့နေတဲ့ထုံးလူရဲ့စကားထဲမှာမက်ခွာညိုကြောက်ခိုခြင်းစိတ်တွေသူ့မှာမရှိဘူးဒါပေမဲ့စိတ်ထားလာပြီးတော့အနေအေးတဲ့မက်ခွာညိုကြီးမြစ်တာတက်ဝင်မိရဲ့ဒါပေမဲ့သူ့လိုငမွဲတယောက်ကိုမက်ခွာညိုကမြစ်တာတက်ဝင်မှာမဟုတ်ပါဘူးဒါကြောင့်လေသူဟာမက်ခွာညိုမြစ်တာတက်ဝင်ကြောင်းဘယ်တော့မှထုတ်ပြောမှာမဟုတ်ပါဘူးတကြီးတို့မိသားစုကလဲယူသွားပြီးတော့ပြန်ဖို့အတင်းပြောတာကြောင့်ချစ်ချင်းပြန်မအောင်လက်လျှော့ပြီးတော့လဲရင်နဲ့အမေစီကိုခဏပြန်လာခြင်းပါပဲငမူးတွေကိုလည်းလစ်လူရှုပြီးတော့အမေရှိရာစီကိုသာလဲကိုဆက်မောင်းခဲ့လိုက်တယ်6အိမ်ကျော်လောက်မှာတော့အမေရဲ့အိမ်သူ့မိုးထရန်ကအိမ်ကလေးကိုလည်းလှမ်းမြင်ရတယ်လဲကိုခြံဝန်းထဲထိမောင်းဝင်သွားလိုက်ပြီးတော့ရှက်လိုက်တယ်လဲပေါ်ကနေမစင်းခင်ကလေးကအမေကျုပ်ပြန်လာပြီလို့អော်လိုက်တာကြောင့်ပြောင်းမှုစလိတ်ကြီးကိုဖွာပြီးတော့အမေကအိမ်ထဲကနေထွက်လာတယ်လူလေးလှဲနဲ့လာတာကိုအမေကလူလေးကိုမျှော်နေရကွယ်အမေနဲ့အတူတူသူတို့အိမ်လေးတွေကိုဝင်လိုက်တော့အမေကိုတတိယကြောင့်သူပြောလိုက်တော့တယ်တကြီးတို့စီမှာနေရအဆင်ပြေလားမေးတာကြောင့်လေတကြီးတို့လင်မယားရောဆီယာမာလေးခွာညိုရပါသူ့အပေါ်မှာကောက်ကောက်ဆက်ဆန်ကြောင်းညိုကြီးကအာဘတရားနဲ့ရှင်းပြလိုက်တယ်ဆီယာမာလေးခွာညိုအကြောင်းခဏခဏပြောနေပြီးဆီယာမာလေးအကြောင်းကိုပြောတိုင်းပျော်ရွှင်နေတဲ့လူလေးကြောင့်ဒေါ်ဘူးမရိတ်စားမိရဲ့မိပါဆိုတာအကြတော့ကြီးမိတာသူမသားလေးကိုဆီယာမာလေးနဲ့ညားစေခြင်းမိရဲ့စိတ်ထားလာပြီးတော့အေးချမ်းနဲ့ချွေးမလေးကိုမလိုချင်တဲ့ရောက်ခမဘယ်မှာရှိမလို့ညိုကြီးကအမေးလက်ရာဝက်သုံးထက်သားနဲ့ငပိရီတို့စီရာကိုလည်းဘိုက်ကားအောင်လို့စားတယ်အမေးလက်ရာကိုသူလွမ်းနေတာကိုအမေပဲပြုတ်ဖို့နဲ့ဟင်းချက်ဖို့အတွက်မပေါက်ရသေးရဲ့ချင်းတုံးတွေကိုလည်းပေါက်စိန်တလက်နဲ့ချင်းတွေခွဲပေးလိုက်ပြီးတော့မိဖို့ချောင်းထဲမှာရှိတဲ့ထင်းစီးတွေကိုစီးပြီးတော့ထားပေးလိုက်တယ်အိမ်ဘက်ဝန်းကျင်ကမြက်ပင်တွေကိုလည်းရှင်းလင်းလိုက်ပြီးနောက်အိမ်ဘက်ကိုကိုင်းကြနေတဲ့ကုတ်ကိုပင်အကိုင်းတချို့ကိုလည်းခုတ်ထစ်လိုက်တယ်မိုးရောလေရောသဲလာလို့ရှင်အနေရရှိတာကြောင့်ပါညနေ3 နာရီလောက်မှာတော့အမေကိုရှစ်ခိုးကြော့ပြီးညိုကြီးပြန်လာခဲ့တယ်အပြန်လမ်းမှာရွာထိပ်မှာရှိတဲ့ထေးဆိုင်မှာထွန်းလူတို့အုပ်စုကိုမတွေ့ရတာမလို့တပြင်းချမိသေးတယ်ဒါပေမဲ့မကြလိုက်ပါဘူးရှားပင်စုရွာကိုကြော်ပြီးတော့ကျဲခွင်းရာထိန်နာမှာစာတင်ကျောင်းမြတ်ဆောင်ထိုးမှာရှိတဲ့ကျွဲခွင်းတင်ချိုင်းထိန်မှာလည်းကြက်ဝိုင်းရှိနေပြီးတော့ထရေမူးနေတဲ့ထွန်းလူတို့အုပ်စုကိုမြင်ရတော့တယ်ညိုကြီးလည်းလှဲမကြည့်မိအောင်နေပြီးတော့စာတင်ကျောင်းရှိကိုလဲကိုရက်လိုက်တယ်ကလေးတွေနားမလဲတာကိုထပ်ရှင်းပြနေဖို့အတွက်အချိန်မို့ခေါ်တင်ပေးနေတယ်မက်ခွာညိုကိုလည်းညိုကြီးရစောင့်နေခြင်းပါပဲမကြမီမှာပဲထမင်းချိုက်ထည့်ထားတဲ့လက်ဆွဲချင်းအစိမ်းရောင်လေးကိုကင်ပြီးတော့ကလေးတွေနဲ့အတူတူထွက်လာတဲ့ရင်ဖောအင်းကြီးအဖြူရောင်လက်ရှင်နဲ့ចောင်းစိမ့်ထမင်းအစိမ်းရောင်တွဲဖက်ဝစ်ဆင်ထားတဲ့ရေအေးလာတဲ့ဆီယာမာလေးမက်ခွာညိုကြီးတွေးလိုက်ရတာမလို့လဲနာကနေမက်ခွာညိုအနာကိုအမြန်သွားပြီးတော့ဆွဲချင်းလေးကိုလည်းကူဆွဲပေးလိုက်တယ်ခွာညိုအားနာလို့ညင်းပေမဲ့လေလက်ဆွဲချင်းကိုတဲပေးပါမယ်လို့ပြောလာတဲ့ကိုညိုကြီးကြောင့်လေလက်ဆွဲချင်းလေးကိုပေးလိုက်တော့တယ်သူတို့ရွာဘက်ကိုပြန်မဲ့ကလေး9 ယောက်ကိုလည်းကိုညိုကြီးကလဲပေါ်ကိုအရင်တင်ပေးလိုက်ပြီးခွာညိုလဲပေါ်တက်ဖို့တက်အဆင်ပြေအောင်သူ့လက်တစ်ဖက်ကိုအားပြုတက်စေတယ်
အလုတ်ကျန်းနေကြောင်းကိုညိုကြီးရဲ့လက်ကကျန်းပင်မယ်ထိမိကိုင်မိတိုင်းမှာနှွေးချေးလုံခြုံမှုအပြည့်ရစေပြီးတော့ရင်ခုန်တန်ကိုလည်းမြန်စေနိုင်တဲ့အစွမ်းရှိရဲ့မင်္ဂလာပါဆရာမသားတို့လည်းစာတင်စင်လို့ပါဆရာမခွာညိုအတန်ပေးပြီးတော့နှောက်ယှက်နေရဲ့ထွန်းလူတို့ကိုလည်းညိုကြီးလက်သီးနဲ့သာဆွဲထိုးချင်မိရောတယ်အမှုသမားတွေနဲ့ရမဖြစ်ပါနဲ့ကိုညိုကြီးရဲ့လို့ဖြောင်းပြလာတဲ့မခွာညိုနဲ့ဆီယာမလေးကိုလည်းမနောက်ဖို့အတွက်ဟန့်ကြားလိုက်တဲ့ယာသားတွေကြောင့်ကိုညိုကြီးကလဲကိုမောင်းထွက်ခဲ့တော့တယ်ရေနံစီမီးရောင်နဲ့အလင်းရောင်အောက်ကနေသူ့ကိုကြောခိုင်းပြီးကောက်နေတဲ့နှိုခဲလေးကိုထင်ရှားကလည်းအသေးရစွာနဲ့ကြည်နေမိရောတယ်ကြည့်ပါဦးဗျာလက်ဖက်တော့မစားခိုင်းလို့ကောက်နေရလေနှကန်းဆူတာလေးကလည်းအခန်းနဲ့ရံဟူတောင်မှပြေးထိုးမိရောမယ်ဟမ်အသေးရလုံးစွာနဲ့မျက်နှာလေးကိုလည်းသူ့ဘက်ကိုဆွဲယူလိုက်ပြီးတော့ထော်နေတဲ့နှကန်းဖူးဖူးလေးနဲ့ပါဖောက်ဖောင်းလေးကိုလည်းကိုက်ဖြစ်လိုက်မိရောတယ်ဘာလို့ကိုက်ကြလဲအကိုရရွှေသားနာသွားပြီအခုမှပဲစကားပြောတော့တယ်ကလေးရဲ့ကိုကကလေးစားချင်တာဘာမဆိုအကုန်ကြွေးချင်တာပါဒါပေမဲ့ကလေးအခုထိဓမ္မတာမလာသေးဘူးလေချုပ်စာတွေစားရင်ကလေးငယ်ပဲဖိုင်အောင်မှာကလေးငယ်နာကျင်ကိုလဲနာကျင်ရတယ်နူခဲလေးရဲ့ပါပြင်အီးလေးကိုလည်းအသာပုတ်သက်ပြီးထင်ရှားချော့လိုက်တော့နှက်ခမ်းလေးကမထော်တော့ပါဘူးသဘောကတော့အကောက်ပြေးသွားပြီအကိုသူကဘာလို့မလာသေးရလဲရွှေသားမြန်မြန်လာစေခြင်းပြီးလက်ဖက်တော့စားခြင်းလို့အဲ့လိုမြန်မြန်လာစေခြင်းတိုင်းလာရင်တော့အကောင်းသားပဲမှရွှေသားရဲ့ထင်ရှားမှရေရခန့်ငိုရခန့်ဖြစ်နေရောတယ်တိမ်ပါတာကြောင့်ကလေးငယ်ကလာတိုင်းဓမ္မတာလာတတ်ပေမဲ့အခုလာတယ်မလာသေးပါဘူးလာကုံရက်ပင်ရောက်တော့မယ်သူတွေးလဲတွေးချင်တယ်ရင်လဲခုန်နေရတယ်ကလေးများသူတို့စီကိုရောက်လာတော့မလားလက်ဖက်တော့စားလို့မရသေးပေမဲ့တခြားဟာစားလို့ရတယ်စားမလားတို့ကစားမယ်ကိုဘာစားရမှာလဲအကိုကိုလေအဝကျွေးမယ်ကွာအကိုလူညာကြီးအကောင်ပြောနေရထင်တာအကိုလည်းအတီပြောနေရအချိန်ကြီးကလုံးလာဆိုင်ကြရအောင်လေတသားမီမီလေးတွေလာစေချင်နေပြီထင်ရှားတဲ့တခြားတဲ့ရှိရဲ့စီမံကိန်းကြီးအောင်မြင်သွားပြီးတော့နိုကဲလေးကိုအရေးကြိုတောက်ပလိုက်ပြီဘယ်ရောင်လေးကြိုက်လဲကလေးဈေးကအမြဲတမ်းရောင်းမှာမလို့တော်တော်ဆိုင်ကယ်ကတက်တောင်လို့ဆိုင်ကယ်တစ်စီးတော့မရှိမဖြစ်ဝယ်ရတော့မယ်ဒါကြောင့်လေသူတို့စုထားတဲ့ထဲကဆိုင်ကယ်လာဝယ်ခြင်းပဲဖြစ်တယ်အစိမ်းပုတ်ရောင်ခိုးပြာရောင်နဲ့အနက်ရောင်ပဲရွေးစရာရှိတာကြောင့်ရွှေသားကအစိမ်းပုတ်ရောင်လေးကိုလည်းရွေးလိုက်တယ်တခြားဘိန်းနီရောင်လေးကိုလည်းမျက်စိကျနေပြီမြဲသူတို့ကအခုမှဘဝကိုစူးစမ်းထူထောင်နေစေဖြစ်တာမလို့အခုသဘောကိုလိုက်နာထောင်ခြင်းကအကောင်းဆုံးနီလန်းပါပဲသူ့ရဲ့နှုတ်ခဲလေးအကြည့်တို့ကတော့ဘိန်းနီလေးပေါ်ဝဲပြန်နေပြီမြဲထေရှားအလိုမလိုက်နိုင်ခဲ့ပါဘူးဝယ်ဖို့အတွက်ပတ်စံအလုံးလောက်ရှိပေမဲ့ဝယ်လိုက်ရင်တော့ဈေးရင်မို့ကြံတော့မှာမဟုတ်ဒါကြောင့်ကလေးငယ်ရွေးလိုက်တဲ့အစိမ်းပုတ်ရောင်ဆိုင်ကယ်လေးကိုသာဝယ်လိုက်တော့တယ်ဆိုင်ကယ်လေးကအကောစင်ပြီးတဲ့နောက်မှာပဲငွေချေပြီးတော့ထင်ရှားမောင်းသူနေရာမှာထိုင်လိုက်ပြီးလူကဲလေးကိုလည်းသူ့ခါကိုဖက်ပြီးတော့တေချထိုင်စီရင်မျိုးစေးတစ်ပတ်လျှောက်သွားပြီးတော့လိုအပ်တဲ့ကုန်တချို့ကိုလည်းဝယ်ယူလိုက်တယ်အဲ့နောက်ကလေးငယ်စားကျင်တဲ့မုတ်တွေလိုက်ကျွေးတက်နိုင်သမျှနူကဲလေးရဲ့လူရင်ဆန္ဒအားလုံးထင်ရှားဖြည့်ဆည်းပေးခြင်းနဲ့ဝယ်ထားသမျှကိုဆိုင်ကယ်အရှိချင်းနဲ့ဆိုင်ကယ်ကကြောင်မှာပြည်နယ်အိမ်နဲ့ထည့်ပြီးတော့တင်လိုက်ပြီးရွာကိုပြန်လာခဲ့ကြတယ်။မကြာမီမှာပဲကုံစုံဆိုင်လေးဖွင့်နိုင်မယ်လို့ထင်ရှားယုံကြည်ရဲ့စီးပွားရေးရလယ်နဲ့ရနှစ်မျိုးတွဲလုံနိုင်ကောင်းတယ်လို့တခြားဝင်ငွေရတဲ့အလုပ်တွေထပ်လုပ်နိုင်ရင်တော့အကောင်းဆုံးပေါ့။နှုတ်ခဲလေးမုတ်ကောင်အရင်စားလိုက်သူ့ခါကိုဖတ်ထားတာကိုလှုပ်ပေးပြီးတော့မုတ်စိမ်းမောင်းစားလိုက်နေတဲ့နှုတ်ခဲလေးကြောင့်လည်းဆိုင်ကယ်ကိုလမ်းထဲဘေးမှာရှက်ပြီးတော့အစားတရေလေးကိုစားစီလိုက်တယ်မတော်လို့ဆိုင်ကယ်ပေါ်ကနေပြုတ်ကျသွားရင်ဒီကောင်ထင်ရှားပဲရင်ကျိုးမှာကုံသွားပြီအကိုမုတ်စိမ်းမောင်းထုတ်ပေးလိုက်တဲ့ဖက်ရွက်ကိုလည်းလှုပ်ပစ်လိုက်ပြီးတော့လက်ကလေးနှစ်ဖက်နဲ့ပေးကြံနေတဲ့မုတ်အစတွေကိုအခုပစိုးကိုလည်းတုပ်လိုက်ပြီးတော့တန်မာတဲ့အခုကြောပြုံမိတွင်ခါကိုလည်းတင်းတင်းဖက်ထားလိုက်တယ်အစိုးလေးအခုပစိုးတုပ်နေရပေါ့အများကြီးချစ်လို့သူ့နှုတ်ခဲလေးကိုအရန်နေဥရားစွာနဲ့ချစ်နေမိရကြောင်းလက်ဤလေးနှစ်ဖက်ကိုဖြင်းညစ်လိုက်ပြီးတော့လက်ကလေးတစ်ဖက်ကိုဆွဲယူပြီးတော့လက်ဖြားထိတ်ကလေးတွေကိုလည်းတတိတိနဲ့ကိုက်ပြစ်မိရင်သူ့လက်ချောင်းထိတ်တွေကိုဖွားဖွားလေးကိုက်နေတဲ့အကိုကြောင့်ရွှေသားသဘောခွေးစာနဲ့ရှယ်မိရတယ်အချစ်ခံရတဲ့ခံစားချက်ကစားကျင်တဲ့မုတ်တွေတဝါရီစားလိုက်ရတဲ့ခံစားချက်နဲ့ပင်ညီမျှနေရဲ့မြို့အထွက်တမာကုန်းရွာစီကိုသူတို့ဆိုင်ကယ်လေးတရွေ့ရွေ့နဲ့ပြေးနေပြီးတော့
လက်ဆက်တဲ့လေပြေလေးညင်းတို့ဟာလည်းအစားထိုးတိုက်ခိုက်နေရင်မိုးရင်းကာလမလို့မြင်းနီလန်းလေးခင်းထားတဲ့ရှာလန်းကလေးဟာတချို့နေရာတွေမှာလှဲပင်းရာတွေနဲ့ခွက်ပြီးတော့ဘွက်ဖြစ်နေပြီးတချို့မြေစာတွေပေါ်မှာဆိုင်ကယ်လေးကဘယ်ညာလူးကျင်နေရင်လက်အကျော်တွေထောင်ထပြီးတော့ဆိုင်ကယ်ကိုကျွမ်းကျင်စွာနဲ့မောင်းနေတဲ့အကိုကိုလည်းဆိုင်ကယ်ကြီးမှန်ကနေတဆင့်ရွှေသားငေးကြည့်နေမိရဲ့ဘယ်ရက်ထားနေစီရများသူ့စီရောက်လာမယ်မသိရဲ့အကိုဟာဆိုင်ကယ်မောင်းတင်စရာမလိုဘဲနဲ့ကျွမ်းကျင်နေရဲ့အကိုနဲ့တွေ့ဆုံခွင့်ရတဲ့သူ့ရဲ့ကံကြမ္မာကိုရွှေသားကအလွန်မြင်ကျေးဇူးတင်မိပြီးတော့ပျော်ရွှင်ကြည်နူးမိပါတယ်။စပားပင်နေလက်တထောင်အရွယ်မရှိတရှိအရွယ်ကိုရောက်နေပြီ။လေနဲ့သားရဲ့ကြည်စဲမှုနဲ့အတူတူလေဝိရာကိုရိမ့်ရွှဲနေတဲ့စပားပင်နေကြားမှာအစာရှာနေတဲ့လေပင်ရှိရှိဗျိုင်းဖြူဖြူတွေကောင်းကင်ပေါ်ကိုဝဲနေပြီးသူတို့အစာကိုရှာဖွေလျက်ရှိပြီးတော့လေကွင်းစိမ့်စိမ့်နေကြားမှာအဖြူရောင်ပုံရိပ်တစုံတစကိုတွေ့မြင်ရပြီးမျက်စိပသာသားရှိစွာပဲလိုက်ဖက်တင့်တယ်လာတယ်သူ့လက်ထဲဖုံးတစ်လုံးသာရှိနေခဲ့ရင်တော့ရင်အေးစီရဲ့ရှုခင်းနေရဲ့ချစ်ရသူနှုတ်ခဲလေးကိုတပုံတစ်ဖြက်ဖြက်ရိုက်ပြီးအမတ်တရသိမ်းထားမိမှာအသေးချပဲတော်တလေသောတဘာဝကိုချစ်မြတ်လို့မိရမလို့သူ့ဘဝတက်တန်းတခြားနှုတ်ခဲလေးနဲ့အတူတူတောရွာလေးမှာသာအခြေချဖို့အတွက်သူဟာဆုံးဖြတ်ပြီးသားပါပဲတရွာပြီးတရွာဖြတ်တန်းလာပြီးနောက်ဆုံးတော့သူတို့အိမ်လေးစီကိုရောက်လာခဲ့ကြတယ်သူတို့ဆိုင်ကယ်လေးခြံဝန်းထဲမှာရှက်လိုက်တာနဲ့ဖိုးပြောနဲ့ပူတိုကအိမ်ထဲကနေအပြေးထွက်လာပြီးတော့ကုံကြောအိတ်တွေကိုကူပြီးချပြီးတော့အိမ်ထဲကိုလည်းတည့်သွားကြတော့တယ်အဖေနဲ့တကြီးရောဒေါ်စိန်များတို့သားမိပါအိမ်ရှိထွက်လာပြီးထင်ရှားတို့ဆိုင်ကယ်ကိုလာကြည့်ကြတယ်ရွာထဲမှာတခြားတိလိုသူတွေကလည်းဆိုင်ကယ်လေးကိုလာကြည့်ကြတယ်အရင်ဘဝမှာဆိုလို့ရှင်အခုလိုအထူးဆန်းဆန်းတစ်ပွဲလာကြည့်ကြတာရေစရာလို့မြင်ချင်မြင်မိကြပြီမဲ့အခုလိုအချိန်မှာတော့ဆိုင်ကယ်ဝယ်စီးနိုင်သူမရှိသလောက်နေတာကြောင့်အခုလိုစုပြုံပြီးလာကြည့်ကြတာပုံမှန်ပဲဖြစ်နေရဲ့ဦးလူအေးနဲ့ဦးသားအေးမျက်နှာထပ်မှာတော့အပြုံးကိုစီဖြစ်နေရောတယ်ဦးသားအေးကတော့သူ့တူလေးကန်ကောင်းပြီးတော့စီးပွားအရှာတော်တဲ့ထင်ရှားတဲ့အိမ်အောင်ကြခဲ့တဲ့ပေါ်ကျေနပ်နေရဲ့ဦးလူအေးဟာလည်းသူ့တမက်လေးကစီးပွားရေးလှုပ်တက်ကင်တက်ပြီးအိမ်အောင်သက်တစ်နှစ်တင်မပြည့်ခင်တော့မှအခုလိုအခြေအနေထိစုမိဆောင်မိလာတဲ့ပုံမှာကျေနပ်နေမိရောတယ်။ဒေါ်စိန်များကတော့ဆိုင်ကယ်မြင်ရချိန်မနာလိုစိတ်ဝင်မိပေမဲ့သူမတော်ရသေးတဲ့တမက်လေးကအရင်ကတည်းကဆိုင်ကယ်စီးနိုင်ပြီဆိုတဲ့အတွေ့အကြုံအမှတ်မထားတော့ပါဘူး။အေးများကတော့တခုခုကိုအလိုမကျသလိုခံစားချက်ကြီးနဲ့အစာမကြေဖြစ်နေရောတယ်။ထုံးလူနဲ့သူမလက်ထက်ရတော့မဲ့သူတွေဆိုတာသိပေမဲ့ထင်ရှားကိုလည်းလူပြိုဘဝလိုသူမပေါ်မှာကောင်းကောင်းဆက်ဆံပြီးသူမကိုပဲချစ်နေစေခြင်းနဲ့အိမ်တော်သက်ဘလောက်မှမကြသေးပဲစီးပွားအရှာတော်တဲ့ထင်ရှားကိုကြည့်ပြီးတော့နှမျက်တွန့်တိုတဲ့ခံစားချက်ကြီးကိုခံစားလိုက်ရတယ်။မောင်ထင်ရှားကိုဘာကြီးတကယ်ထီးကျူးတယ်ကွယ်။ငါတူလေးအိမ်တော်ကြကန်ကောင်းချက်ဘာကြီးပီတိဖြစ်ရတယ်။ကြိုးစားကြကွယ်။ရင်းနေချမ်းတောက်ရင်လူပုံလေမှာချီးမွမ်းခံရတာကြောင့်ထင်ရှားကအနေငယ်ပင်နေရာခတ်သွားတယ်။နိုကဲလေးနဲ့အတူတူတက်ကြီးစကားကိုလည်းနားထောင်ပြီးတော့နှစ်ယောက်အတူတူချီးကျူးခံရတယ်။သူ့ရဲ့ကလေးငယ်ကိုဒီထက်ပိုပြီးတော့ကောင်းတဲ့ဘဝမှာထားနိုင်မှုစူးစမ်းပြီးတော့ရှာအောင်မအောင်အဖေနဲ့တကြီးသာသိရင်တော့ဘလောက်တောင်မှချီးကျူးလိုက်မလဲ။ဦးသားကြီးအိမ်ကိုပြန်ရောက်တာနဲ့သမီးဟင်းကျက်လို့ပြောင်းမှုလေးကိုထိုင်ဖွာနေတဲ့မတ်တင်ခါရဲ့အနာကိုသွားပြီးတော့တန်းရမှာဝင်ထိုင်လိုက်တဲ့အိမ်နောက်မောင်ထင်ရှားစီးပွားရေးလှုပ်တဲ့ကင်ချက်ပုံနဲ့သူ့တူလေးတို့ဆိုင်ကယ်ကအစဝယ်စည်းနိုင်တဲ့အကြောင်းအဘာအရင်တန်နဲ့ပြောနေတော့တယ်။ကိုသားကြီးရဲ့စကားကြောင့်မတ်တင်ခါဟာမောင်ထင်ရှားနဲ့ရွှေသားလေးတို့အတွက်ပီတိဖြစ်ပြီးတော့ခေါင်းတငိမ့်ငိမ့်နဲ့နားထောင်နေမိရဲ့မတ်တင်ခါရဲ့ကျုပ်တို့သမီးလေးခွာညိုလေလက်ကြောတိတိနဲ့စီးပွားရှာကျွေးမဲ့အဲ့လိုလူမျိုးနဲ့နေရာချထားပြီးခြင်းနဲ့ကွယ်အေးမြလိုမတော်တရောကောင်ထွန်းလူလိုလူမျိုးနဲ့ငါသမီးကိုတော့မပေးစားနိုင်ဘူး။အိုတော်ကျုပ်လည်းမပေးစားပါဘူး။ဥစ္စာဖြစ်စီရာတိုးပွားအောင်မလုပ်တဲ့ရင်ပြုတ်တက်တဲ့ကိုစမ်းရှိပြီးတော့လက်ကြောတင်းတဲ့လူနဲ့အလုံးလုံးကျွေးနိုင်တဲ့သူမှကျုပ်တို့သမီးလေးကထမင်းမငတ်မှာနေရာချပေးဖို့တွေးထားတဲ့သူများရှိသလားတင်ခါမောင်ညိုကြီးကိုကျုပ်ကတော့တွေးမိရဲ့ရှင်ရောဘလို့သဘောရလဲအေးအတွေးတွေသူနေတကိုငါလဲမောင်ညိုကြီးကိုသဘောတွေ့ရဲ့ရိုးသားတယ်ကြိုးစားတယ်သမီးကိုတိုးတိုးကြိတ်ကြိတ်အရင်မေးကြည့်စမ်းမတ်တင်ခါတကြီးတို့ပြောနေတဲ့စကားဝိုင်းကိုလေထဲကနေတောက်ရီလိုပြန်လာထဲတဲ့ညိုကြီးကအမှတ်မထင်ကြားသွားတယ်ကြားလိုက်ရတဲ့စကားကြောင့်လေညိုကြီးဟာသူ့နာသူပင်မယုံနိုင်ပါဘူးကိုချစ်ရတဲ့သူရဲ့မိဘတွေကသူတို့ကိုနေရာချထားပေးဖို့အတွက်ပြောနေတဲ့စကားလောက်
ပျော်စရာစကားဘယ်မှရှိရောမလဲထခုံမိမတက်ပျော်ရွှင်နေတဲ့စိတ်ကိုလည်းချိန်လိုက်ပြီးတော့တကြီးတို့လင်မယားကိုလည်းအတန်ပြုတ်ပြီးတောက်ရည်ထည့်ပြီးတော့လေထဲကိုပဲပြန်လာခဲ့တော့တယ်မြက်ပေါင်းတချို့နှုတ်နေတဲ့ထင်ရှားဟာလေလေကသိန်းရိုးတစ်လျှောက်မှာကြောက်အုပ်ကြီးလိုတက်တောက်ကြီးရှောက်လာတဲ့ကိုညိုကြီးကိုမြင်လိုက်ရတော့အလုံးလုံးနေတာကိုရက်လိုက်ပြီးတော့ပြိုးကိုညိုကြီးဘာတွေအတွေးလိုနေရတော့ဗျထင်ရှားအတန်ပြူလိုက်မှာပဲအတွေးတွေထဲမှာလွတ်မြောက်လာတဲ့ကိုညိုကြီးလာဗျာစကားခဏပြောကြမယ်ထင်ရှားတို့ခြံနောက်ဖက်မှာရှိတဲ့ကုတ်ကိုပင်အောက်ကိုညိုကြီးခေါ်လိုက်ပြီးတော့ဘာဖြစ်လာတာလဲလို့မေးကြည့်ရောတကြီးတို့လင်များပြောနေတဲ့စကားတွေကိုပြန်ပြောပြပြီးသူ့မှာမက်ခွာညိုကသဘောတူလက်ခံလို့သူတို့ပေါင်းဖက်ကြရင်တော့မှတင်တောင်းစရာစုမိစောင်းမိတာမြများဆဆမရှိတဲ့အကြောင်းရင်ဖွင့်တော့တယ်ဘသူမဆိုကိုချစ်ရတဲ့သူကိုတတောင်းတင့်ချိန်နဲ့လက်ထက်ယူကျင်ကြတာထင်ရှားနားလေတယ်စိတ်သက်ကြနေတဲ့ကိုညိုကြီးရဲ့ပခုံးကိုလေဖတ်လိုက်ပြီးတော့ခမရန်တွေးပူနေပါနဲ့ဗျာတကြီးတို့သာပစ္စည်းဥတာချမ်းသာတာကိုမှတ်လို့ရှင်မက်ခွာညိုခမရနဲ့နေရာချထားပေးပါမလားဗျပြီးတော့မက်ခွာညိုသဘောတူလို့ရှင်တန်းရင်အောင်ချပေးမှာမဟုတ်တော့ပါဘူးခမရစုချိန်ရပါသေးရဲ့ထင်ရှားရဲ့စကားတွေကြားမှာပဲပူပန်နေမိရဲ့ညိုကြီးစိတ်တို့တဝက်လောက်တက်တာသွားတော့တယ်ဒါပေမဲ့လည်းလဲစင်းကရတဲ့ငွေလောက်နဲ့သူ့မှာတိတ်ဆုမိဆောင်မိမှာမဟုတ်တာကိုညိုကြီးကပူပန်နေသေးပါပဲကျွန်တော်ဘွဲမွေးမလို့ခမားစိတ်ဝင်စားလို့ရှင်တယောက်တစ်ဝက်ငွေဆိုင်ပြီးတော့မွေးစားမယ်လေအမျက်ငွေလည်းတယောက်တစ်ဝက်ပဲပေါ့ဘဲစာတွေကမရှားဘူးလေမင်းတို့ကကျေးဇူးအများကြီးတင်တယ်ထင်ရှားရမင်းရတကယ်ကိုစီးပွားရေးအမြင်ရှိရပဲအဲ့လောက်ကြီးလည်းမဟုတ်ပါဘူးဗျာခမားမကြခင်ကျုပ်တို့နဲ့အမျိုးတော်ရတော့မှာဟုတ်ဗျအာမသိကြသေးပါဘူးကွာငါလေတဲ့သွားလိုက်အောင်မယ်လူရိုးကြီးကိုညိုကြီးဟာထင်ရှားစကားကြောင့်ရှက်သွားပြီးတကြီးတို့လည်းရှိရာစီကိုခတ်သက်သက်ထသွားတော့တယ်လူရိုးလူအေးကတော့ရှားတယ်ပြီးတော့မိဘကိုလှုပ်ကြွေးနေတဲ့ကိုညိုကြီးကိုထင်ရှားတကယ်ခင်မိတာကြောင့်စီးပွားရေးလုပ်တဲ့ဘက်ကိုဆွဲခေါ်ဖို့အတွက်တွေးထားပြီးသားပဲဖြစ်တယ်ပရိသတ်များရှင်အပိုင်းနှစ်ကိုတော့ကျမရရနာခွင့်ပြုပါရှင်နောက်ရက်ဒီမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းတွေကိုထပ်မံတင်ဆက်ပေးသွားပါမယ်ရှင်